กิติรีมหามุนิตุมชีบากบาโลกาต้วยกรุณาลาจินกองโลตุရှင်ဖျားဂုဏ်ကျေးဇူးများသီးလေပိုကြည်ညိုလေပူဇော်နေတိစာကဗျာဖြစ်ပြီးသမျှပြည့်ရတဲ့မတည်မြဲခြင်းစင်ရဲ့ခြင်းငါမဟုတ်တဲ့ယုံနှစ်ပါးကိုရိတ်သိရှိကြဖို့သင်ကြားပြတာပူဇော်တိုက်တော်ဓမ္မတရားဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယနာတော်မတော်ဂိတိရီဓမ္မတရားနဲ့စေမံသင်အထိန်သိချင်းချမ်းမြတ်ဖျားတပိတာတန်ခါတရားတရားများပြုကျဲဖို့လေယာမြည်ပမာပူဇော်တိုက်တော်ယတနာတရားမျက်နှုတ်တကိုထက်လာတရားမျက်နှုတ်တို့ထက်ပညာတန်ခါမျက်နှုတ်ဥစ္စာကျွဲမှာတို့ဘုံပွားမိပါဘုရှိကလေးကပူဇော်ယုံကြည်ကိုခွေရာဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယရနာသုံးပါးတို့ဂိတိရီတရားမျက်နှုတ်တကိုထက်လာတရားမျက်နှုတ်တို့ထက်ပညာသံဃာမျက်နှုတ်ဥစ္စာချွေမှာတို့ဘုံပွားမိပါဘုရှိကလေးကပူဇော်ယုံကြည်ကိုခွေရာဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယရနာသုံးပါးတို့ဂိတိရီဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယရနာသုံးပါးတို့ဂိတိရီဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယရနာသုံးပါးတို့ဂိတိရီဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိသံဃံပူဇေမိယရနာသုံးပါးတို့ဂိတိရီတဲ့မကင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမင်္ဂနောစကားကိုပြောဆိုရာမင်္ဂနောမူလို့ဆောင်ရာမင်္ဂ
ပါပဏိယာကလွတ်စေကြောင်းတရားကာယကံဝစီကမနောကမြာစင်ကြယ်အောင်စေကြောမဲ့တရားမင်္ဂနောအာထုံမှုရှိစေရာမင်္ဂနောအောင်မေခြင်းလုံးမူရာမင်္ဂနောတည်ကြည်မှုစုစိုက်ရာတမာရိတရားသုံးပါးဖြစ်လာSati
ဝရကစက်တိစနေနေ့ညနေနေ့လေ3 နာရီဒီအချိန်မှာဘုရားလိုင်းတို့နဲ့မတရားဘကမာယုရွာမှာပရိယတိသာသနာကြီးအတွင်ဒုက္ခကာရီဓမ္မယုံဤ၌အနုမောဒနာပြုဟောကြားသောအတိတ်တော်မှာပုခန္ဓာတရားတော်ပါတယ်တော့အတိတ်တော်မှာပုခန္ဓာတရားတော်ဗျာအတိတ်တော်မှာပုခန္ဓာတရားတော်လည်းဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးအတိတ်တော်နဲ့တူတယ်လို့ဆိုလိုတာပါပဲမှန်ပါဗျာပါဠိတွေတော့မရတော့မြတ်စွာဘုရားရှင်ကိုရောမြတ်နာဝတိနေတဲ့အချိန်မဟုတ်ပောတံမီပြည်နေတဲ့အချိန်ပောတံမီပြည်မှာဂင်္ဂာမြေကန္နာဘုရားရောက်နေတယ်ဘယ်မှာရောက်နေလဲဂင်္ဂာမြေကန္နာမြေကန္နာရောက်နေတဲ့အချိန်ဆိုတော့မြေထဲမှာလာတဲ့ဘုန်းကြီးတို့ရေမြုပ်ဆိုင်တို့မော်တော်တို့သင်္ဘောတို့တုံးတို့ငကြောတုံးတို့စားပြီးမြင်မှာပေါ့မှန်ပါဗျာအဲ့ဒီအချိန်မှာလည်းမော်တော်တွေသင်္ဘောတွေမရှိဘူးတေတုံးကြီးတုံးမျောလာတာဘုရားမြင်နေမှန်ပါဘာမြင်လဲတေတုံးကြီးတုံးမျောလာတာတေတုံးကြီးတုံးမျောလာတာမြင်တယ်တေတုံးကြီးတုံးမျောလာတာမြင်တော့ဘုရားကဒီတေတုံးအကြောင်းယူပြီးတော့ငါတရားတော်ကိုဖြစ်အောင်ဟောမယ်ဆိုမြတ်စွာဘုရားဒီဘောမြတ်စတော်မူလိုက်ပါရမတ္တရဘေဝေမောမနန္တရောခန္ဓာစသည်ဖြင့်မောရပါဠိတော်မရွတ်တော့နော်မှန်ပါဗျာဘာသာလို့တဲ့ငါသမီးတို့အဲ့ဒီမှာတေတုံးကြီးတုံးမျောပါလာတာမြင်ရရဲ့လားလို့မြင်ပါတယ်ဗျာဧကတိကဘယ်လိုများလျှောက်တော့မြင်ပါတယ်ဗျာမြင်ပါတယ်ဗျာအဲ့ဒီတေတုံးကြီးဟာဧဝမေဝကောဘိက္ခွေဆိုပြီးတော့မြတ်စွာဘုရားအကုန်ဥမာဥမေယနဲ့အကုန်လုံးအပြည့်ပြည့်စုံစုံနဲ့ဟောတော်ပါတယ်အဲ့ဒီတေတုံးကြီးကဒီဘက်ကမတင်မှုဆိုရင်ဟိုဘက်ကမတင်မှုဆိုရင်ရေလေကောင်မပြုတ်ဘူးဆိုရင်ကုန်းပေါ်မတင်ဘူးဆိုရင်လူမဆယ်ဘူးဆိုရင်နတ်မဆယ်ဘူးဆိုရင်ဝဲမစုပ်ဘူးဆိုရင်အတွင်းကပုတ်ဆွေးမနေဘူးဆိုရင်ပင်လေကြည့်အောင်မျောနေမယ်ပင်လေကြည့်အောင်ရောက်နေမယ်ဒီလိုမဟုတ်လားမှန်ပါဗျာတေတုံးကြီးမှာအင်္ဂါရှိချက်တစ်ချက်မှာဘယ်အင်္ဂါမှမကြည့်ဘူးဆိုရင်ပင်လေရောက်မလားမရောက်ဘူးလားရောက်ပါဗျာအဲ့ဒါဥပမာစကားအဲ့ဒီသူပဲသူနည်းသူပဲတေတုံးကြီးကမမာဒရောလာလို့လည်းမင်းတို့မလို့ခန္ဓာကိုယ်ကြီးဟာလည်းပဲဒီဘက်ကမတင်ဟိုဘက်ကမတင်အစသည်ဖြင့်အင်္ဂါရှိချက်လို့ရင်နိဗ္ဗာန်ရောက်လိမ့်မယ်မှန်ပါနိဗ္ဗာန်ရောက်လိမ့်မယ်အင်္ဂါရှိကလို့ရင်ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကြတော့ဘယ်ရောက်မှာလဲနိဗ္ဗာန်ရောက်လိမ့်မယ်နိဗ္ဗာန်နဲ့ပင်လေနဲ့ဥပမာပေးတာနော်မှန်ပါဗျာပင်လေမှာငံသောအရာတာတစ်ခုပဲရှိတယ်ပင်လေမှာဘာအရာတာရှိလဲငံသောအရာတာတစ်ခုပဲရှိတယ်ပင်လေမှာငံသောအရာတာတစ်ခုပဲရှိလို့သာသနာတော်ကြီးမှာလည်းဝိမု ക്തി ရတာတစ်ခုပဲရှိဝိမု ക്തി ရတာဆိုတာကဘုန်းကြီးတို့ဒါလွတ်မြောက်မှုအရာတာလို့ခေါ်တယ်နော်မှန်ပါဗျာလွတ်မြောက်တဲ့အရာတာဘာအရာတာနဲ့မှမတူဘူးနော်မှန်ပါဗျာဝိမု ക്തി ရတာဆိုတာနိဗ္ဗာန်ကိုပြောတာမှန်ပါဘယ်လေသမုဒ္ဒရာကြီးမှာအံ့ဩဖွယ်ရှင်မျိုးရှိတယ်လို့သာသနာတော်မှာလည်းအံ့ဩဖွယ်ရှင်မျိုးရှိတယ်မှန်ပါဘယ်လေသမုဒ္ဒရာအံ့ဩဖွယ်ရှင်ပါဆိုတာအစင်တိုင်းနဲ့ဆိုင်ရင်ကံကိုမလွန်ရင်အစင်နေဝကံကိုမလွန်ရုံဝဲဆက်ပြည့်ခြင်းကိုယ်တကောင်ပုဒ်သူတကောင်စားရင်ပုဒ်တွေလာလို့ရှိရင်လိုက်ပုတ်ထုတ်ပြတာရေလေကောင်မထားဘူးမှန်ပါအစင်နေဝကံကိုမလွန်ရုံဝဲဆက်ပြည့်တမြည်ဖြစ်ခြင်းတဲ့ငယ်ကမြင့်စေတော်ဒီနေ့တရဘုံမြတ်မဟိမြတ်သာတဲ့ပြင်းငါတပြင်းငယ်လာရဗမာပြည်ဆိုင်ကတန်မြင့်စစ်တော်မြတ်ရောက်နေညဘာညာပေါ့ဗျာအဲ့ဒီမြင့်တွေကနာမည်အမျိုးမျိုးနဲ့လာများတော့လေပင်လေရောက်ရင်အဲ့ဒီအကုန်လုံးရှားတခြားနာမည်တွေကြောက်ပြီးတော့ပင်လေလို့တမီလေးပြောင်းသွားတော့တမီဖြစ်ခြင်းလို့ခေါ်တယ်နော်မှန်ပါဗျာတမီဖြစ်ခြင်းမယွန်းမတို့တဲ့မိုးရွာတိပြည့်စင်ရွာတိတဲ့ပင်လေရဒီတိုင်းနေတာပဲရွာလို့လည်းတိုးမလာဘူးမရွာလို့လည်းရော့မသွားဘူးမှန်ပါယုံဝဲစိတ်တဲ့တမီဖြစ်ခြင်းမယွန်းမတို့ဆေမျိုးရလာတဲ့ညသိမနာနေလာပလဲဥဒ္ဒမယဘောမှုကြောင်းစားတဲ့ရတနာတွေကိုပင်လေထဲမှာရှိမှန်ပါပင်လေထဲမှာရှိတယ်ဆိုတဲ့ကြောင့်ပြောတာရတနာတွေပင်လေထဲမှာရှိတယ်ဆေမျိုးရတနာရတာသာဓုတဲ့အရတာကငံသောအရတာတစ်ခုပဲရှိတယ်ပင်လေမှာမှန်ပါဘယ်ပင်လေပဲဖြစ်ဖြစ်လက်ကိုလေးနဲ့တို့ကြည့်လိုက်ပင်လေရဘယ်လိုနေလဲမှန်ပါဗျာပင်လေရငံနေတော့ငံနေရတာတစ်ခုပဲရှိတယ်ရတာသာဓုကျေးဇူးနေရာအရှိတာတဲ့ကျေးဇူးနေရာဆိုတာဘာပြောတာပေါ့ကျေးဇူးနေရာဆိုတာကတော့ဝိလငါးကြီးရဲ့နေရာပေါ့စာပေထဲမှာတော့ယူဇနာ1000ယူဇနာ2000ယူဇနာ900ရှိတဲ့နဲတယ်မှာငါးကြီးပေါ့အဲ့
ဒါနာတို့သီလတို့သမထတို့စသဖြင့်အဆင့်နဲ့ကျင့်ကြံသွားတာကိုဆိုလိုတဲ့ကံကိုမလွန်ခြင်းတဲ့ညဇောဘုရားရှင်ကဟောတော်မူရတဲ့ဘောဓတော်သီလသိက္ခာပုဒ်ဒီဟူသောကံကိုမလွန်ဘူးတဲ့ရတော်များဒါကိုဆိုလိုတဲ့သီလသိက္ခာမှာမလွန်ကျူးတာကိုဆိုလိုတဲ့လွန်ကျူးရင်လည်းပဲကိုယ့်ဟာကိုစောင့်ထိန်ပြီးတော့ဟာလာဝိယူတာယူလို့ဒေသနာကြတာကြားလို့အစသဖြင့်ဒီလိုလုပ်ရပါတယ်ကျန်တာမြေဝိတ္တဝိလို့စသဖြင့်လုပ်ရပါတယ်ဒါစေကျော်နည်းတွေပြန်ပေးခဲ့ပါတယ်ကံကိုသိက္ခာပုဒ်ကံကိုမလွန်ဘူးတဲ့ဇေနဝကံကိုယုံဝဲဆက်ပြေးတဲ့ယုံဝဲဆက်ပြေးဆိုတာကအလုံးမတန်မှညဉ့်ညမ်းတဲ့ဒုတိလတွေကိုသာသနာတော်မှာမထားဘူးသာသနာတော်မှာထားဘူးဆိုဘယ်သူမှမသိတာမဟုတ်သူဟာသူကိုပဲသာသနာတော်မှာမနေနိုင်ဘူးလို့ဆိုလို့တဲ့ဒုတိလယုံဝဲဆက်ပြေးတည်းဖြစ်ခြင်းတည်းဖြစ်တဲ့ဘုရားသားတော်ဆိုတဲ့နာမည်တစ်မျိုးပဲဖြစ်တယ်ကလာဝင်ရတဲ့ဘုရားသားတော်တရုတ်ဝင်ရတဲ့ဘာဖြစ်လို့ဘုရားသားတော်ပဲတောင်းတာဝင်ဘယ်လိုဝင်ပေါ်လေမျိုးတစ်ထင်းမျိုးတစ်ကျွမ်းမျိုးဘယ်မျိုးလာဝင်မင်းရပုံနာရဒီလိုမရှိဘူးကျန်ဘုရားသားတော်ဆိုတဲ့တမီလေးပဲနာမည်ရတယ်တမီဖြစ်ခြင်းမရွမတို့နိဗ္ဗာန်ဆိုတဲ့တရားတော်မြတ်ကြီးရတယ်ပဲဘုရားရဟန္တာတွေဒါတော့သင်္ကာတဲတူသင်္ကာတဲမှာရှိတဲ့ကြောင်းတလဲလုံးနဲ့အမြဘုရားတွေဝင်သွားကြဘုရားရဟန္တာတွေနိဗ္ဗာန်ဝင်ဆန်းသွားကြတော့လည်းပဲပြည့်ရှမ်းနေပြီးဝင်လို့မရတော့ပါဘူးလို့နိဗ္ဗာန်မှာမရှိဘူးနိဗ္ဗာန်မှာမလာလည်းပဲရော့သွားတယ်လည်းမရှိဘူးဒီလိုမလားမှန်ပါဗျာမရွေးမဲ့လို့ဆိုတာအဲ့ဒါရှင်မျိုးယရနာတဲ့ဘယ်နဲ့မှဘုရားသာဟောလားယရနာ7ပါးရှိတယ်လို့ပဲဘုရားကြီးခေါ်တာသာသနာတော်မှာလည်းဘောဓိပက္ခိယတရား30တဲ့ခုနှစ်ပါးဘယ်နှပါးရှိဘုရားရဲ့တရားယရနာ30နဲ့ခုနှစ်ပါးရဲ့ဒီနေရာဖြစ်တယ်တတိပဒသမပဏဂတိပါဧကရိဘောကိုယ်စင်မဲ့ခင်စသည်ဖြင့်ပေါ့ဗျာဟောလားအဲ့ဒီတရားတွေအဒီနေရာဖြစ်တယ်နောက်တစ်ခါမယမတို့ရှင်မျိုးယရနာရတာစားတယ်ပင်လေရင်ငါတို့ရတာရှိလို့ဘုရားကြီးကိုယ်တော်သာသနာတော်မှာလည်းဆင်းရဲတို့ကအားလုံးကလွတ်မြောက်တဲ့အရာတကူပဲရှိတယ်။သက်တော်ဘုရားသာသနာတော်တိုင်းကျင့်ရင်ပေါ့လေ။ကျင့်နေရင်ဆင်းရဲတို့ကအားလုံးကလွတ်သလားမလွတ်ဘူးလား။လွတ်ပါရဲ့ဗျာ။လွတ်ပါတယ်လက်တွေ့ကြည့်ကြည့်ပေါ့ဆရာလေးတွေဒီလိုက်နေရာလေးတွေညာတော်တွေကြည့်ကြည့်ပေါ့။တို့တော့ဟာတာမကြီးမရမကြီးကိုနေကြတယ်ဆိုတော့လွတ်လပ်ဘူးလား။လွတ်ပါရဲ့။လွတ်တာဝိမု တိပဲဒီဝိမတာတဏှာအမြင်ပြောမယ်ဆိုလို့ရှိရင်အလုံးမနဲ့အေးချမ်းတယ်ဆိုလိုပါတယ်နော်။ရတ္တသတ္တုကြည်မှုနေရာဆိုတာကတော့ပင်လေထဲမှာအဲ့ဒီဝိလာငါးကြီးတွေယူဇနာတရားနေရာ300 400 500ယူဇနာ1000ရှိတဲ့ငါးကြီးတွေဟာပျော်လို့ပန်းလို့ရဒီနောက်မှာရှိတဲ့ဒီအောင်ကြီးညစ်လို့နေရာမှာအဲ့ဒီလိုယူဇနာ900 1000ရှိတဲ့ငါးကြီးတွေလာလို့ပုံမရပျော်ဖို့နေနေတာကမျိုးကိုလုံးမနေနေတာကအဲ့ဒီလိုပဲဘုရားရှင်ကသာသနာတော်မှာလည်းသီလဒေကသမာဓိဒေကဉာဏ်ဒေကပြဒေက300ကျင့်တဲ့ဒီကျင့်လို့မို့လို့သောတာပန်ဖြစ်တဲ့အရိယာသံဃာတော်ကြီးတွေဒါကရဏဖြစ်တဲ့အရိယာသံဃာတော်ကြီးတွေအနာဂံဖြစ်တဲ့အရိယာသံဃာတော်ကြီးတွေဉာဏ်နဲ့ဖြစ်တဲ့အရိယာသံဃာတော်ကြီးတွေဒီလိုမဟုတ်လားဘုရားပြည့်စုံကဘုရားရှင်မြတ်ကြီးတွေရဲ့ကျိုးဖြစ်တဲ့နိဗ္ဗာန်တဲ့ဒီလိုမဟုတ်လားအဲ့ဒါအမွေရှိတာသာသနာဆိုတာအဲ့ဒါပါပဲအမွေရှိတာသာသနာဆိုတာပင်လေသမုဒ္ဒရာမှာလည်းအမောစရာကြီးဘုံအင်္ဂါရေးချင်းရှင်းမျိုးရှိသလိုသာသနာတော်မှာလည်းဘုံအင်္ဂါရေးချင်းဘယ်မျိုးရှိလဲရှင်းမျိုးပဲရှိတယ်လို့ဆိုလိုပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဒီလိုတမှာပင်လေကြီးနဲ့နိဗ္ဗာန်နဲ့နိုင်ခိုင်းပြီးတော့ဥပမာပေးထားပါတယ်ခြေသားတို့အဲ့ဒီသေတော်ကြီးကဟိုဘက်ဒီဘက်မတင်ဘူးရေလည်းလုံးမမျိုးဘူးဘုံမမတင်ဘူးလေးချက်လူလည်းဆေမတာဘူးနဲ့လည်းဆေမတာဘူးဝဲလည်းမစုပ်ဘူးအတွင်းလည်းမပုတ်ဘူးဆိုရင်ပင်လေကြီးအောင်ပြောလိုက်မယ်ပင်လေကြီးအောင်စီးပြီးသွားလိုက်မယ်လို့ပြောဘူးလားပြောပါဗျာပြောတယ်အဲ့ဒီလူပဲမင်းတို့ငါတို့ရဲ့ခန္ဓာကိုယ်ကြီးစေတသိက်သမီးတို့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်းပဲတို့လူပဲဒီဘက်ကမတင်းရင်နိဗ္ဗာန်ရောက်တယ်နော်ဘုဘကမတင်းရင်ရေလေကောင်မမျိုးရင်ကုန်းမောင်မတင်းရင်လူမဆယ်ရင်နိဗ္ဗာန်ရောက်တယ်နတ်မဆယ်ရင်နိဗ္ဗာန်ရောက်တယ်ဒီလိုမလားအကုန်လုံးနိဗ္ဗာန်နဲ့ဥပမာပေးထားတာလေအင်္ဂါရှိချက်တစ်ချက်ချက်ညင်းရင်တော့မရောက်တော့အင်္ဂါရှိချက်လို့လွတ်သွားတယ်ဆိုလို့ရှိရင်နိဗ္ဗာန်တိအောင်မရောက်နိုင်ဘူးလားရောက်နိုင်ပါတယ်ရောက်နိုင်တယ်လို့အဲ့ဒီလိုမြတ်စွာဘုရားကအနုသေတွေအငင်းချုပ်ခေါ်လိုက်ပါတယ်အဲ့ဒီလိုအေးလာကနေထပြီးတော့မေးတယ်ညာတစ်ပါးတမေးတယ်အားလုံးကိစ္စရဲ့ပူဇာမေးတယ်ပေါ့ဗာမေးတယ်ရှင်ဘုရားတဲ့တေတော်ကြီးဒီဘက်ကနေနေသရာကတော့ရှင်းပါလေဆွဲချတာလေဝိုင်းပြီးတို့ရတဲ့ချိန်ဆွဲချရှင်းပါလေတပည့်တော်ရဲ့ခန္ဓာကိုယ်ဒီဘက်ကနေနားမလဲဘူးဟိုဘက်ကနေနားလည်းနားမလဲဘူးရေ၎င်းမြုပ်တာလည်းနားမလဲဘူးကုန်းမော်တင်တာလည်းနားမလဲဘူးလူဆယ်
ဆိုတာလည်းနားမလည်ဘူးပေါ့နတ်ဆယ်တယ်ဆိုတာလည်းနားမလည်ဝဲဆုံးတယ်ဆိုတာလည်းနားမလည်ဘူးအတွင်းပုတ်တယ်ဆိုတာလည်းနားမလည်ဘူးပေါ့တပည့်တော်ဒီဘက်ကတင်တာလေးကိုရှင်းပြပါဗျာဆွဲချန်ပြီးတယ်ဟောပါဗျာဆိုတော့မြတ်စွာဘုရားဒီဘက်ကဆိုတာဒီလားမဟုတ်ဘူးတဲ့မင်းတို့ခန္ဓာကြီးကိုမင်းတို့ခန္ဓာမှာမျက်လုံးရှိတယ်မရှိဘူးလားရှိပါပါဘုရားနာပေတာဘုန်းကြီးကိုမျက်လုံးနဲ့မြင်နေရတယ်တရားနာပေတာကိုလည်းဘုန်းကြီးကမြင်နေရတယ်ဒီလိုမဟုတ်လားမှန်ပါဗျာဘုန်းကြီးကတော့ဘုရားကိုင်းကပြောလို့ဟောလာအတန်းရနာမတဲ့သမားတွေနေရာပေါ့ဗီဒီယိုနေရာပဲမြင်ပါတယ်အကုန်လုံးမြင်နေတာပြောတကယ်တော့ဘုံမမြင်ပါဘူးနော်အကုန်မမြင်ဘူးတော့အဲ့မြင်လို့ရှိတော့မြင်ဘူးလားမြင်ပါပါဗျာမြင်လုံးယုံနားယုံနှာခေါင်းယုံရှားယုံကိုယ်ယုံစိတ်ဆိုတဲ့နံတရားအဲ့ဒီ6ပါးကိုဒါအဲ့ဒီ6ပါးပေါ်မှာတင်းနေရင်ဒီဘက်ကတင်းနေလို့ခေါ်တယ်နော်သုံးရက်လုံးလေးကိုဟောလာတာယာနေတယ်တချို့များကားချဲတွေစိုးတာလိုက်တာတခါလေးကဝိုင်းပြီးမဲပြီးတခါလေးနေတာပဲတွေ့ဘူးလားတွေ့ပါဘူးဘုန်းကြီးနဲ့တားလိုက်ပါတယ်ဘုန်းကြီးကတခါလေးမှပြောရတာသူတို့ကနေ့တိုင်းကိုပြင်တာသဘောပေါက်လားနေ့တိုင်းကိုပြင်တာနေ့တိုင်းကိုပြင်တာအဲ့ဒါမျိုးလုံးပုံမှန်တာရတယ်နားပုံမှန်တာရတယ်နှာခေါင်းပုံမှန်တာရတယ်ရှားပုံမှန်တာရတယ်ကိုယ်ပုံမှန်တာရတယ်စိတ်ပုံမှန်တာရတယ်ဆိုရင်ဒါအတွင်းဣဇာတိကယရဏအတွင်းဣဇာတိကယရဏဆိုရင်ဘုန်းကြီးတို့ဒီခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်ကြီးကိုအာယနာနဲ့ခွဲလိုက်တော့အာယနာ6ပါးဣဇာတိကယရဏ6ပါးဒါပဲရှိမျက်လုံးလေးကိုကြည့်ပြီးတော့ငါမျက်လုံးလေးကလှလိုက်တာလို့ဆိုရင်လောဘမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာငါမျက်လုံးလိုက်တာလောဘဖြစ်သွားရင်အဲ့ဒါဒီဘက်ကတင်လားမတင်ဘူးလားတင်ပါရဲ့ဗျာဒီဘက်ကတင်သွားပြီဒီဘက်ကတင်သွားရင်အဲ့ဒါဆွဲချပြီးလေဘုရားကပြလာတယ်မှန်ပါမျက်လုံးဆိုတဲ့ရုပ်ကလေးကိုအိဋ္ဌဒုက္ခအနတ္တရှုပြီးတော့ဆွဲချတဲ့ဘာရှုရမလဲအိဋ္ဌဒုက္ခအိဋ္ဌဒုက္ခအနတ္တရှုရမယ်တဲ့ဒါကိုအိဋ္ဌဆိုတာလည်းပဲဟာအနိစ္စဆိုတာလည်းအတူတူပဲဒုက္ခဆိုတာလည်းအတူတူပဲအနတ္တဆိုတာလည်းအတူတူပဲအမှန်ကတော့ဝိနည်းအလိုက်ကြိုက်ပြီးတော့ဟောတာဝိနည်းအကြိုက်လိုက်ပြီးဟောတာကအမှန်ကတော့သဘောအတူတူပဲအဖြစ်နဲ့ပြည့်ကုန်ရင်အနိစ္စလို့ခေါ်တယ်ဒုက္ခလို့ခေါ်တယ်အနတ္တလို့ခေါ်တယ်နော်မှန်ပါဗျာအနိစ္စဆိုတာကယုံနာနှစ်ပါးကိုအိဋ္ဌခေါ်ပါတယ်တကယ်တော့ဖြစ်နေတာလေဟာလူတွေဖြစ်တာမဟုတ်ဘူးနတ်တွေဖြစ်တာမဟုတ်မြန်မာတွေဖြစ်တာမဟုတ်ယုံနာတွေဖြစ်တာဘာတွေဖြစ်တာယုံနာတွေဖြစ်တာဒါကလည်းညသာပြည့်စုံတော်မြတ်ကဥပမာပေးတာပါတယ်နာယုပါဠိတော်မှာဟောတာပါဠိတော်မှာကိုဟောတာအတကယ်တော့ဘုခေစာရေးဆရာတွေရေးတဲ့စာအုပ်တွေမဟုတ်ဘူးနော်ဘုခေဟောတဲ့ဆရာတော်တွေဟောတာတွေမဟုတ်ဘူးနော်အဲ့ဒါဘုရားကိုရဟောတာလေယန္တာပိဋကသံပါရဟောတိတတော်ရထောဣတိဧဝံခန္ဒီလုတာတွေဟောတိတတော်တိတမှုတိတဲ့အဲဒုပိတဘာမှနားလည်းမဟုတ်ပါဘူးနော်နားမလဲပဲပဲလို့ရွတ်လိုက်ရသေးတာပဲဒီလိုမလားဘာမှလို့ပြောမဲ့ဆိုလို့ရှိရင်တော့အင်္ဂါစိတ်ပိုင်းနဲ့ပေါင်းတာလဲခေါ်တယ်လို့တဲ့ယထာခေါ်တယ်လို့ဒီလိုမလားခန္ဓာ၅ပါးတွေပေါင်းတာလူခေါ်တယ်ကွာတဲ့လူရဲ့လို့သိတာမရှိဘူးငါသားတို့ငါသမီးတို့တဲ့ခန္ဓာ၅ပါးတွေပဲရှိတယ်ဒီလိုမလားဟုတ်တာပေါ်လဲဆိုတော့ဘုန်းကြီးတို့မော်ဒကိုင်းနေတယ်ဒီနေ့မှတော်တယ်ဝင်လို့မတ်တယ်မတ်တယ်ဝင်လို့လာကြတယ်ဆိုတော့မတဲ့မှုတော့လာကြတယ်ဘိုင်းနဲ့လာတော့ကားနဲ့လာတယ်ပြောမှာပဲသူကနော်ကားမရှိဘူးစီရတဲ့ကားခေါ်မလားရှေ့ကောင်ကားခေါ်မလားနောက်ကောင်ကားခေါ်မလားအမိုးကားခေါ်မလားခင်းကားခေါ်မလားအကားကားခေါ်မလားအင်းရင်စိတ်မဲ့တကူစီကိုခွဲလိုက်အဲ့ဒါကားခေါ်တာကိုပေါ်လေလားဟုတ်ပါဗျာအဲ့ဒါအင်းရင်အစိမ့်မိုင်းနဲ့အစိမ့်မိုင်းကတကူစီပြုတ်ပြီးတနေရာစီလာတာလည်းတော့မော်တော်ကားကြီးတော့လို့ပြောသေးလားပြောပါဗျာအဲ့ဒါဒီပေါင်းတဲ့ညံတော့လည်းကားဆိုတဲ့နာမည်ထွက်မလာဘူးလားထွက်ပါပါဗျာအဲ့ဒါပဲဒီခန္ဓာကိုယ်ကြီးလည်းဒီတိုင်းပဲခန္ဓာ၅ပါးဟောတာယူပဲခန္ဓာကိုယ်ရဲ့မျက်လုံးယူပဲခန္ဓာစာတဲ့ဖြင့်နာယုယူပဲခန္ဓာနှာခေါင်းယူပဲခန္ဓာရှားယူပဲခန္ဓာကိုယ်ယူခန္ဓာကိုယ်တစ်ခုလုံးယူပဲခန္ဓာပြီးတဲ့သဘောလေးကတော့ဝိညာဉ်နဲ့ခန္ဓာဆိုပြီးတော့ခန္ဓာ၅ပါးတွေစုပေါင်းတာအဲ့ဒါဘယ်အပြည့်တဲ့ခုမှပဲရှင်းရှင်းလေးပဲဒိဋ္ဌိကင်းအောင်ပြီးတဲ့ခုမှနော်ဒိဋ္ဌိကင်းစေခြင်းလုံးလို့ဘုရားဆိုတော်ဘုရားကြီးကလည်းဒိဋ္ဌိကင်းစေခြင်းလုံးလို့ဟောဒီသင်္ဃာအောက်ဆုံးကလည်းဘုန်းကြီးသင်္ဃာလေးတွေရေးတာပါလေစေဝကြီးအောက်ကလေမူလကသစ္စာတွေကိုလေးကိုယ်ကသင်္ဃာ12ပါးတွေကိုများနဲ့စသဖြင့်ဟောတာလေအောက်ကလည်းပဲဝိဇ္ဇာနဲ့တဏှာရင်ကဥပါဒံကံကြောင့်ယုံနာပေါ်ဒီလိုမဟုတ်လားဝိဇ္ဇာကြောင့်ခန္ဓာ၅ပါးယုံနာတရားပေါ်တယ်တဏှာကြောင့်ဝိဇ္ဇာခန္ဓာ၅ပါးယုံနာ၅ပါးပေါ်တယ်ဥပါဒံကြောင့်ခန္ဓာ၅ပါးယုံနာ၅ပါးပေါ်တယ်ကံကြောင့်ယုံနာ၅ပါးခန္ဓာ၅ပါးပေါ်တယ်လို့ဆိုလိုပါတယ်ဝိဇ္ဇာနဲ့တဏှာရင်ကဥပါဒံကံကြောင့်ယုံနာပေါ်အပင်မမျိုးမှအပင်တဲ့တည်ငါလေးသစ္စီကြတယ်သစ္စီကတည်ပြန်ဖြစ်တယ်သစ္စီနဲ့တည်တယ်ဒီကုမဆုံးမိုးမဆုံးဘယ်တော့မှလည်းအစကိုလိုက်ရှာလို့ရမှာမဟုတ်ရသေးလားမရပါဘူးဗျာကျက်မှနဲ့ကျက်ဖို့ဘုရားစာတော်လေးကျက်ဖို့ဘုရားရတော့ကျက်မှဖင်းနဲ့ထွက်တယ်ကျက်မှဘုရားလာကျက်ဖို့ရထွက်တယ်ကဲကျက်ဖို့နဲ့ကျက်မှကဲဘယ်သူကစား
ဘယ်လိုစားတော့ပြီးသေးလားပြည့်ရသမုဒိသစ္စာနဲ့မှာပြည့်ရအမေလည်းစားအစားဆုံးမရှိဘူးဖေလည်းစားဆုံးမရှိဘူးအမေဘယ်သူလဲမတော်ဝင်အမေဘယ်သူလဲဆိုတော့ချစ်ကိုဝါတိပြရရေရမှာဆိုပြီးနော်တော့ချစ်ကိုအမေမသိလဲကိုမသိဘူးသူလည်းဒီမှာမဟုတ်ဘူးတော့ချစ်ကိုအမေဘယ်သူလဲအမေဆက်ဆန်းအမေဆက်ဆန်းအစားတွေ့ရလားတွေ့ပါဗျာကျုံနေကြမှာအစားရှာလို့တွေ့လားတွေ့ပါဗျာဒီစင်နဲ့တက်ပြန်အစားရှာလို့တွေ့လားတွေ့ပါဗျာနိယမတရားလေမှန်ပါအဲ့တော့ကိုလိုပြောဒီသစ္စီနဲ့တက်ပြန်လို့ပဲအပင်မမျိုးမှအပင်အမြင်မှပြအမြင်ကိုမပြဆက်ဆက်တိဟာဆက်ဆက်ဟန်ဆိုတာကကဲတော့နဲ့တူလို့ပဲဆက်ဆက်တိဟာနဲ့ကာယောနာယုတ်ရောက်တာအမှန်ဖြစ်ပြန်ဒီအလျောဆိုတော့ဘယ်ရင်ပါလေကာယောနာယုတ်ရောက်တာအမှန်ဖြစ်ပြန်ဒီအလျောမြမတရားသာဒီညာကြောင့်ယမရိနတဲ့တရားတွေသာဝရပြန်ဒီကောင်းငယ်မှုကဘေဒနုတကြီးတွေကဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးတဲ့ဒီလိုမဟုတ်လားမှန်ပါကာယောနာယုတ်ရောက်တာအမှန်ဖြစ်ပြန်ဒီလျောမြမတရားသာဒီညာကတင်ရှားပြီးမြင်စဉ်ဖန်ဆင်းအကြောင်းရင်းကြောင့်လူနာများစွာတတ်တော်လို့ဖြစ်လာရဘူးမဟုတ်ဘူးဉာဏ်ဖြင့်ရှု၍ညောအမြင်မွေးတဲ့မျက်လုံးနဲ့မျောကြည့်ရမှာလားဉာဏ်နဲ့ကြည့်ရမှာလားဉာဏ်နဲ့ရပါဘူးဉာဏ်နဲ့ရတော့ဒါကံနဲ့ရမဟုတ်ဘူးနော်ကံနဲ့ရတာအမြင်မွေးတဲ့မျက်လုံးနဲ့ကံလေးလူချင်းအလားချင်းမတူဘူးမရလားတဲ့လူကမျက်လုံးကတော်တော်လာတယ်ညီမချင်းပဲမတူဘူးဒီလိုဟုတ်လားအလားချင်းတူရလားမတူပါဘူးအလားချင်းမတူတာကံနဲ့ဖန်တီးတာနင်းကမကြီးဝင်လို့တေးသေးမင်းမင်းလေးသေးလို့ကာကဖန်တီးတာနော်ဒီလိုမျက်လုံးတွေကမကြီးဝင်လေးလို့ပဲနော်အေးအဲ့ဒါအဲ့ဒီလိုပဲမိမိလေးညပြုံးနဲ့ပြုံးရင်ကိုတောင်မေးသွားပြီတော်တယ်လို့မဟုတ်လားအဲ့ဒါသူကသူဖြစ်နေတာမဟုတ်ဘူးကံကဖန်ဆင်းထားတာမဟုတ်ဘူးလားမှန်ပါဗျာအဲကံဆိုတာအကြောင်းတရားပဲပဋိစ္စသုံးပါးဆိုတာအကြောင်းပဋိစ္စသမုပ္ပါပဋိစ္စကအကြောင်းသမုပ္ပါဒအကျိုးပဋိစ္စသုံးပါးဆိုတာအကြောင်းနဲ့အကျိုးအကြောင်းနဲ့အကျိုးကနေရာတိုင်းမှာရပါတယ်ဒီ7ကြီးတဲ့ပဋိစ္စသုံးပါးပဲ7ကြီးသားတဲ့ပဋိစ္စသုံးပါးဝိဇ္ဇာနဲ့သင်္ခါရဖြစ်တဲ့သင်္ခါရနဲ့ဝိညာဉ်ဖြစ်တဲ့ဝိညာဉ်ကြောင့်နာယုဖြစ်တဲ့နာမ်ကြောင့်သာယနာဖြစ်တဲ့သာယနာကြောင့်ဖတ်တာဖြစ်တဲ့ဖတ်တာကြောင့်ဝေဒနာဖြစ်တဲ့ဝေဒနာကြောင့်ဒနာဖြစ်တဲ့သာသနာကုံလို့သာရဏဥဒိတိအဲ့ဒါ7ကြီးလဲနေတာမှန်ပါ7ကြီးလဲနေတာတဏှာတရားလုံးလဲမနေဘူးလားလဲပါပါဗျာတဏှာတရားလုံးလဲနေတာဒီလဲနေတာယူရက်သွားတာနိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုတာဝိကြီးတော်မဟုတ်ဘူးနည်းနည်းလေးပဲနည်းနည်းလေးကိုပဲမသွားကြအောင်နော်မှန်ပါဒုက္ခထဲမှာပဲနေခြင်းနဲ့တန်ခါချင်းနှစ်ယောက်လားတန်ခါချင်းနှစ်ယောက်မင်းလည်းရောက်လာပါပဲငါလာပြောငါလည်းပြောမယ်ဆိုတော့တန်ခါချင်းနှစ်ယောက်ကအိမ်နာတဲ့လောက်တော့ဖြစ်တယ်ကြားဘူးတာကစားထဲမှာပါပါဘူးနော်တကယ်ကြီးရောက်အိမ်နာတဲ့လောက်တော့ဖြစ်တယ်တကယ်ကြီးရောက်ကနတ်ပြန်နတ်တော့ဖြစ်တယ်ငါတကယ်ကြီးဘယ်ရောက်တော့အိမ်နာထဲမှာမစင်တွင်းကြီးထဲမှာမစင်တွင်းထဲမှာလောက်မာတယ်ပြောနေတယ်ငါတကယ်ကြီးတော့ပြီးတတိကျုံမှာပဲဒီလိုမဟုတ်လားမှန်ပါသွားတယ်ပြေတယ်ကောင်းမြတ်သူကနတ်တဘုံနဲ့ဆိုတော့ပြီးတာပေါ့မှန်ပါမင်းမစင်တွင်းနဲ့ရောက်နေတယ်အလုံးမတန်ညင်းညမ်းတယ်အလုံးမတန်မှန်းလားနန်းစောတယ်ဒီမှာမနေနဲ့ဒီလိုနတ်စီနေဆိုတာဘယ်လိုပဲဒီမင်းနတ်စီနေဘာလို့ကောင်းကောင်းငါလောက်မှဒီမဆုံးရဘူးဟဲ့လို့ဆိုပြီးတော့ဒီဘတ်ဆိုတာတော့ညံကြသွားတယ်သဘောပေါက်လားမှန်ပါအတော်လေးကတော့တန်တရားနဲ့တဝဲလဲနေတာဒါကိုအကောင်းချင်နေတာမဟုတ်လားမှန်ပါထောင်ကြောင်းတာပဲရှိတာပဲထောင်ကြောင်းတဲ့စာရီကတော့ထောင်ကြောင်းတာလည်းမဟုတ်ဘူးဆိုတော့ရတယ်ထောင်ကြောင်းတယ်လို့ဟောတယ်သူကကိုတရားပြီးတော့ဘူးရောက်ဘယ်ထောင်ကြောင်းနေတော့လူထောင်ကြောင်းတယ်ဘယ်ထောင်ကြောင်းလူထောင်ကြောင်းအပေလေးကိုထောင်ကပြောင်းလာတာလားနတ်ကြီးကပြောင်းလာတာလားမသိတော့မသိဘူးနော်မှန်ပါတထောင်တောင်ကတော့ပြောင်းလာတာမှန်ပဲမှန်ပါအခုနဲ့ထောင်နဲ့ရောက်နေနောက်တစ်ခါလည်းဒီထောင်နဲ့ပဲပြန်တော့မယ်ဆိုရင်ဒီဝန်နာဒီပဲတွေ့မလားမတွေ့ဘူးလားတွေ့ပါပါအခုလက်ရှိဘဝရဲ့ကောင်းတဲ့ဘဝမရှိဘူးလက်ရှိအချိန်နဲ့တမိုးရှိတဲ့အချိန်မရှိဘူးဒီအချိန်မှာဉာဏ်တကားနဲ့ဉာဏ်ကိုဖွင့်ပြီးတော့ကံကြီးအကုန်လုံးဖြိုဖျက်ပြီးချလိုက်တယ်ဆိုရင်ကံကြီးအကျိုးပေးမဲ့ကောင်းတဲ့အကျိုးတွေလည်းမယူတော့ဘူးမကောင်းတဲ့အကျိုးတွေလည်းမယူတော့ဘူးဆိုပြီးတော့ဘုန်းကြီးတို့အဲ့ဒါနိဗ္ဗာန်ဝင်နိုင်တယ်ဒီလိုမဟုတ်လားဉာဏ်နဲ့တတ်ကြည့်ပဲဒါကြောင့်ဒီဘက်ကဆိုတာခန္ဓာကိုယ်မှာရှိတဲ့ကိစ္စနာနာတရားကိုစိတ်ပေါ်မှာတာယာနေရင်ဒီဘက်ကတင်တယ်လို့လွယ်လွယ်တူတူမှတ်တော့မှန်ပါဗျာစင်ကြပြောလို့မရဘူးစင်ကြတဲ့ဘုန်းကြီးကဘုန်းကြီးဆက်ခွန်လေးတော့ဟောခဲ့တယ်ဒီတော့နိုင်ဒီနေ့တနေ့နဲ့ပြောအောင်မှာဘောပါလားဆက်ခွန်လေးဟောခဲ့တယ်ဘောပါလားအဲ့တော့ဒီနေ့တနေ့နဲ့ပြောအောင်မှာဆိုတော့မြန်မြန်မသွားလို့မရဘူးမျက်လုံးပေါ်မှာတာယာနေရင်တာယာရဲ့စိတ်ကလေးကလောဘစိတ်တာယာစိတ်ကလေးပါစိတ်လေလောဘစိတ်ဆိုတာအတွင်းဧည့်တဲ့စိတ်ပေါ်ပါလေအတွင်းဧည့်တဲ့စိတ်က6ယောက်ရှိတယ်သူယောဂီဟောလိုက်သိမှာပါဘုန်းကြီးတို့တရားနာပေါင်းသူတော်ကောင်းတွေယောဂီတွေသိကြတာမှာလောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အဒေါသစိတ်နောက်တစ်ခါပြန်ပြီးတွေးတော့စိတ်ဆိုပြီးတော့အတွင်းဧည့်တဲ့6
6မျိုးမရှိဘူးလားရှိပါတယ်ဗျာအပြင်ဧည့်သည်9မျိုးမရှိဘူးလားရှိပါတယ်ဗျာဉာဏ်စိတ်တို့ဉာဏ်စိတ်တို့နာစိတ်တို့စာစိတ်တို့ရာယံကောင်းစိတ်တို့ရာယံဆိုတာဒုက္ခဝေဒနာပြောတယ်ကောင်းဆိုတာဒုက္ခဝေဒနာပြောတယ်နော်ဝေဒနာဖြစ်ရင်ခန္ဓာကိုယ်ပေါ်မှာဖြစ်တယ်ခန္ဓာကိုယ်မှာရာယံနေတာကဒုက္ခဝေဒနာခေါ်ပါတယ်ကောင်းနေတာကဒုက္ခဝေဒနာခေါ်ပါတယ်ရာယံကောင်းစိတ်အဲ့ဒီစိတ်5စိတ်ကတော့ဘာလို့ဆိုလို့ရှိရင်အပြင်ဧည့်သည်မဟုတ်လားမှန်ပါဗျာဘုန်းကြီးတို့တရားနာပိဋကကိုဘုန်းကြီးကမြင်နေတယ်ဆိုဘုန်းကြီးမှမြင်စိတ်တွေပေါ်နေဘူးလားပေါ်ပါဗျာဘုန်းကြီးမြင်စိတ်ကအကြောင်းကယူလာတာကဒီကြောင်းမှပေါ်တာလားဒီကြောင်းမှပေါ်တာအဲ့ဒါပြစ္ဆုတ်ပန်ခန္ဓာပြစ္ဆုတ်မောပြစ္ဆုတ်ပန်ခန္ဓာ၅ပါးပေါ်တယ်မှန်ပါဗျာအဲ့ဒါမြင်စိတ်ကလေးပေါ်လာရင်မြင်စိတ်ကလေးကိုဖြစ်ပြရှုလိုက်အဲ့ဒါကျိုးနဲ့ချီဆွဲချတာပဲတော့ပေါ့လားမှန်ပါဗျာဒီလိုကြီးကျိုးနဲ့ချီဆွဲချရင်တွင်လေဟောလားပြည့်တဲ့ပြန်ပြီးတော့မကြဘူးလားပြည့်တဲ့ပြန်ကြရင်ဒီအောင်ရောက်နေတယ်လို့တို့ခန္ဓာကိုယ်မှာအလားဘုန်းကြီးတို့လောဘဘောရင်အပြင်ခဲ့တယ်အတွင်းခဲ့တယ်လောဘဘောခန္ဓာကိုယ်ရဲ့ဘောလာတာဟိုလောဘဘောရင်လောဘဖြစ်ဖြစ်ရှုဒေါသဘောရင်ဒေါသဖြစ်ဖြစ်ရှုဒီလိုမလားမှန်ပါဗျာမောဟဘောရင်မောဟဖြစ်ဖြစ်ရှုအာလောဘဘောရင်သူမြင်တဲ့ကုသိုလ်စိတ်ဖြစ်ဖြစ်ရှုစသည်ဖြင့်ပေါ့ဗျာဒါပါမျက်စိကမြင်စိတ်ပေါ်လာရင်တဏ္ဍာကိုလို့ဆိုရင်အပြင်ဧည့်တယ်မြင်စိတ်ဆိုတာကဘေးအာယုန်နဲ့တိုက်မှာပေါ်တာဟုတ်မှန်ပါခင်ဗျားတို့လာလာတန်ကျက်တဲ့သမားတွေမျက်ဖွင့်နေပါလေပတ်မကြီးထိလိုက်တော့ဘယ်လိုတန်ထွက်လဲဘယ်လိုထွက်တော့ဘေးကြီးလို့ထွက်တော့ဘယ်လိုထွက်တော့ဝိန်းလို့ထွက်ရင်လို့ထွက်ပါနော်ထွက်လိုက်ပါထွက်တာလားလို့ခုတော့ထွက်မလာဘူးလားအဲ့ဒီအတန်ကြီးစီညက်နဲ့ပြင်သေးကြာကြီးတွေမှာငါကကြိုးတင်စုဆောင်းတာလည်းရှိတယ်မရှိပါဘူးဒါပေမဲ့ပြီးမဲ့ဒီလက်ထဲမှာမရှိလားမရှိပါဘူးလက်နဲ့ပြီးလိုက်တယ်တော့လည်းဘိန်းဆိုတဲ့တန်ကြီးမထွက်ဘူးလားအဲ့ဒီသဘောပဲအာယုံကအကြောင်းတိုက်ဆိုင်လာရင်ပေါ်တယ်အကြောင်းပြည့်ရင်ပြည့်တယ်ဒါပဲနော်အကြောင်းကုံဆုံးရင်ကုံဆုံးတယ်အကြောင်းချုပ်ရင်ချုပ်တယ်အကြောင်းဖြစ်တယ်ဒါသဘာဝဘုရားကဗိရိတတော်ဝေယလုံးမှာပြေတာကိုပြောရတယ်စီကံကဲ့သို့စောင်းတန်လို့စီကံလို့ဒီတိုင်းဥပမာပေးပါတယ်နော်မှန်ပါအဲ့တော့ယုံနာနမခန္ဓာ၅ပါးတွေကဖြစ်ပြီးရင်ပြည့်တယ်ဖြစ်ပြီးပြည့်တာပဲမဟုတ်လားမှန်ပါမြင်စိတ်ကိုမပြည့်ဘူးလားပြည့်ပါတယ်မြင်စိတ်နဲ့ပြည့်တာပဲကြားစိတ်ကိုမပြည့်ဘူးလားပြည့်ပါတယ်ဗျာဒီဘုန်းကြီးဟောနေတဲ့တန်ကြီးတော်ကြာသွားပြီမှန်ပါကြားစိတ်ကိုဆက်နေဘူးလားဆက်နေပါဗျာဒါဆိုရင်ကြားစိတ်ကနောက်ကြားစိတ်ဟောရလားဟုတ်ပါပါဗျာဒါပေမဲ့လူတွေပြောတာကလည်းသတ္တရဒိဋ္ဌိစကားတွေအများဆုံးပြောတာတော့မပြောရင်မဖြစ်လို့ပြောရင်ပြောပါမှန်ပါခေါ်ရင်ခေါ်ပါသဘောမရောစင်နဲ့ပေါ့ဒီလိုမလားပြောတာကတော့ပြောလို့ပြောဝင်ရှိတယ်ပြောနိုင်တယ်ဒါပေမဲ့နာယုံဆိုတာပရမတ်နဲ့ပညာတော့မရောစင်နဲ့ပရမတ်နဲ့ပညာစောင့်တန်တဲ့တရားဥမှာပြပါလေအတ္တနာတော်အာယတိဘင်္ဂကိစ္ဆာနိတတနာဝိသုပါတော်အာဂာတိဩပိသံတိဝယန္တိသဒါရှင်းရှင်းလေးပဲပြဟောတာအာရဒနာတော်မမြင်ရမှအာယတိရောက်လာကြတယ်ဥပိသတိသာပုံပေါ်လာတဲ့ဝယတိသာပြောင်းပြောင်းလဲသွားတယ်။ကိနိဝဥပမာပုံဆိုဘယ်ကဲ့သို့လဲဟူမူကဝိညာတတ္တဘုံဘုံမှာစောင်းကျိုးနဲ့လက်နဲ့ထိတဲ့ကောင်ကတင်းနဲ့စောင်းတာထွက်လာတဲ့ကဲ့သို့ဒီလိုမဟုတ်လား။စောင်းတာထွက်လာတယ်ဆိုတာဘုန်းကြီးတို့စောင်းကျိုးနဲ့လက်နဲ့ထိမှထွက်တာမဟုတ်ဘူးလား။မှန်ပါဗျာ။ဒါပြီးတော့ငင်္ဂါတွေကတော့အများကြီးပေါ့ဗျာ။လောကဝိရိယတွေလည်းပါတယ်စောင်းကျိုးညိတာတွေလည်းပါတယ်ဆုံးဖို့ဒါတွေစောင်းကျိုးနဲ့လက်နဲ့ထိကိုထိရမှာမထိရတာလည်းထွက်ပါမလား။ထွက်ပါပါဗျာ။ဒါပေမဲ့ဒီအတန်းကလက်ထဲမှာလည်းဘုလုံးကရှိလား။ရှိပါဗျာ။အဲဒီစောင်းကျိုးလေးထဲမှာထည့်ထားတာရှိလား။ရှိပါဗျာ။ဒါတို့ကိုတိလိုက်ပြန်လို့လည်းတောင်းတောင်းတင်းဆိုတာမလားဘူးလား။အဲ့ဒီသဘောပဲငါသားတို့ငါတို့တို့ဖြစ်နေတဲ့ယုံနာတွေကဒီတိုင်းပဲစောင်းတံပါမှာဒီလိုမလား။မှန်ပါဗျာ။အရင်အတန်ပြောင်းနောက်အတန်ဆဲအစာထိုးခဲ့ဒါပဲမဟုတ်လား။အရင်ရုပ်ပြောင်းနောက်ရုပ်အတိအစာထိုးခဲ့အရင်နာပြောင်းနောက်ရုပ်နောက်နာအတိအစာထိုးခဲ့ဒီလိုစားထိုးနေတာကိုယောက်ျားခေါ်တယ်မိန်းမခေါ်တယ်ပေါင်းခေါ်တယ်ပိုက်ခေါ်တယ်ဒူးခေါ်တယ်တပူးခေါ်တယ်ခေါ်နေတာမှန်ပါတကယ်တော့ငပုဆိုတာလည်းမရှိဘူးမှန်ပါငပုစံကြီးရဲ့ဒုပိကရှင်းနဲ့မတွေ့ဘူးလားတွေ့ပါဘူးရှင်းနဲ့စားရမကြည့်ဘူးလားမကြည့်ဘူးရင်အခုစားလိုက်ပေါ့ဟုတ်တာပဲနှွေးနေတာပဲနော်နောက်နှွေးမနေဘူးလားနှွေးနေတုတ်တော့မလို့ဘူးလားလို့ပါတယ်လုံးနဲ့မနေဘူးလားဒါအရင်တုတ်ဒီနောက်တုတ်ဟောလားဟုတ်ပါဘူးအရင်တုတ်ဒီနောက်လို့ဟောလားဟုတ်ပါဘူးအရင်နှွေးဒီနောက်နှွေးဟောလားဟုတ်ပါဘူးဒါနဲ့နှွေးတွေကိုပြောင်းမနေဘူးလားပြောင်းပါဘူးအဲ့ဒါဒီသောတာယုတ်ဒီသောတာဆိုတာဖယားအဲ့ဒီမဲ့လို့ခေါ်တယ်ဒီသောတာယုတ်ပြောင်းနေတယ်မိတတ်ဒီလိုမဟုတ်လားမှန်ပါဘူးလုံးဆိုတာဝါယောတာယုတ်
ဆက်ကြည့်ရင်ဒိဋ္ဌိပဲသဘောပေါက်လားဆက်လူတွေကဆက်ကြည့်တာလေနေရငါတို့ကကြည့်လာတော့ငါတို့ကငရကြည့်လာတာမှဆိုတာလူတိုင်းပြောတဲ့စကားဟုတ်ရဲ့လားငရကကြည့်လာတာမဟုတ်ဘူးငရကြည့်လာရင်သတ္တရဒိဋ္ဌိဖြစ်နေမှာပေါ့သဘောပေါက်လားငယ်တုန်းကဖြစ်တဲ့ယုံနာကပြက်ခဲ့ပြီးပြီတနေ့သားယုံနာကပြက်ခဲ့တော့နေ့သားယုံနာကိုအတိအစားမထိုးဘူးလားထိုးပါဘူးနေ့သားယုံနာပြက်ပြီးတော့3နှစ်သားယုံနာအစားမထိုးဘူးလားထိုးပါဘူးအသက်30ယုံနာပြက်ပြီးတော့အသက်40ယုံနာအစားမထိုးဘူးလားထိုးပါဘူးအသက်40ယုံနာပြောင်းပြီးတော့အသက်60ယုံနာအစားမထိုးဘူးလားထိုးပါဘူးအသက်60ယုံနာကနေဘုန်းကြီးတို့အသက်80နှစ်ထဲဝင်သွားပြီအရင်ဘုန်းကြီးတို့ကအရင်လိုပဲတဲ့ဘုန်းကြီးပြောအဲ့ဒါခင်ဗျာဒိဋ္ဌိစကားလို့ဒီလိုဖြေလိုက်ရတယ်နော်ဒိဋ္ဌိပဲမဟုတ်ဘူးလားယုံနာနဲ့ဒီတိုင်းပဲဘုန်းကြီးတို့24လမှာဥရိဆိုတာပြောပြီးတော့ဘုန်းကြီးတို့တော်တော်ကြီးမောင်မြောင်နဲ့သေးပါပြီ49နှစ်နဲ့သေးစားတယ်အစားကြိုက်တယ်ဝတ္တမတည့်ပါဘူးမောင်မြောင်ရင်ငါသာဝတ္တမတည့်ပါဘူးလို့ဘုန်းကြီးပြောတယ်လည်းဒါကနားမတော်ဘူးငယ်ငယ်နဲ့စားတာအေးငယ်ငယ်နဲ့တွဲလာတာပေါ့ပါနော်ပြီးတဲ့အချိန်ရှောင်းမှာပေါ့ရှောင်းနေမှုဗျာတဲ့သိချင်းနဲ့ပြီးတယ်တကယ်သိတာပဲဘုန်းကြီးလက်ထဲမှာလည်းဆုံးသွားတာဘုန်းကြီးကညာကိုရောက်ခိုင်တယ်ဘုကုန်း40လမ်းမှာနေပါတယ်နော်မှန်ပါအဲဒီမှာသိသွားပြီသာသမီတွေကညာနဲ့တတိယပဲကြောင်းကဏ္ဍတို့လာကြတယ်အဲတို့ပြောတော့ငါမင်းတို့လည်းအိမ်မှာမတက်နိုင်ဘူးကငါစီလာရလာလို့ပြောလိုက်တာနော်မှန်ပါအဲ့တော့အဲ့ဒါလေးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အစမ်းကလည်းလိုတာပဲရေကျုံမိုးရနေတိုင်းလည်းလိုတာပဲဒီခန္ဓာကိုယ်ကြီးပဲကျမ်းမှာလမ်းဆက်ပြီးအသက်ရှင်ဖို့နဲ့ယောဂပင်ဖို့အတွက်လိုဘူးလားလိုပါပဲခင်ဗျာအစမ်းတော့ကလည်းလိုတယ်နော်ဒါကြောင့်ဘုန်းကြီးတို့အလုံးမတန်အောင်ဆက်ကောင်းပါတယ်ဘုရားရှင်ကိုယ်တော်ကတရားတော်ကြီးပြီးဖို့လည်းလည်းအလုံးတန်ခဲရင်လည်းပြီးကျင်တဲ့စိတ်လည်းလိုတယ်ပြီးပြန်တော့လည်းကျင့်နိုင်မှုခဲရင်မှန်ပါဒါကြောင့်ဉာဏ်စိတ်ကလည်းဒုံနေလည်းကြားစိတ်ကလည်းဒုံနေလည်းနဘူးကြည့်ရင်ကိုပဲရုပ်တွေကြောင်းနေတာမတွေ့ဘူးလားတွေ့ပါဘူးဒါကနဘူးရှိတာလားအဲ့ဒီရုပ်တွေရှိတာလားရုပ်တွေရှိတာပါနဘူးရှိတာမဟုတ်ဘူးရုပ်တွေရှိတာလေခန္ဓာကိုယ်ကြီးကဒီနဲ့ယုံနာနေအဲ့ဒီတိုင်းနေတာပဲနော်ခန္ဓာကိုယ်ကြီးဒီတိုင်းနေဒီတော့တော့မြည်ရည်စည်းတယ်လို့လည်းဘုရားဟောတယ်လေမြည်ရည်နဲ့ဒုံနေလည်းကောဘောဒီစည်းနေတဲ့မြည်ရည်ဒီလိုတစ်ပိုင်းတော့သွားပြီးမတ္တရာဆင်းကျန်တဲ့ဘုံသားကိုတူမသွားဘူးလားတစ်ချက်တိုးလိုက်တစ်ချက်အေးလိုက်တစ်ချက်တိုးလိုက်တစ်ချက်အေးလိုက်ဆိုအရင်တိုးတဲ့ရေကအောက်ရောက်မသွားဘူးလားနောက်တိုးတဲ့ရေကအစ်စားထိုးကုန်လာဘူးလားအစ်စားထိုးလာတဲ့နောက်ရေအရင်ဟောရလားအရင်ကြောက်သွားတဲ့နေရာမှာနောက်ရေရောက်လာတာပဲမဟုတ်ဘူးလားဒါပေမဲ့ရေတွေတစ်ဆက်တည်းလို့ပြောနေတာမှားဘူးလားတစ်ဆက်တည်းဒီမှာလည်းလူတွေတစ်ဆက်တည်းငယ်ငယ်ကြီးလာတာပါဆိုတော့ငယ်ငယ်ရုံနာတယ်အခုရုံနာလို့ထင်းနေရမှားတာပေါ့မှားတာကိုတက်မရင်ကြည့်လိုက်ပေါ့တက်မရင်တွေပါတက်မရင်ကြည့်လိုက်တယ်နေရာနဲ့မြေမြေကတက်မရင်ကြည့်ရတယ်ကြည့်တယ်တက်မရင်ကြည့်စိုက်ကြည့်ရေတွေကတက်မရင်ရောက်လာတယ်ပြောလုံးနဲ့လာတဲ့ရုံနဲ့လာတဲ့ရေတွေကအောက်ကိုစီမသွားဘူးလားတက်မရင်ကြည့်ရတော့ပြောင်းရလားတက်မရင်ကြည့်ရပြောင်းလေလို့ပဲလားတက်မရင်မပြောင်းရတော့လေတက်မရင်ရောက်တဲ့ရေတိုင်းကတော့ရေတိုင်းကတော့ပြောင်းတယ်အဲ့ဒီလိုပဲနဘူးကြီးပြောင်းရလားနဘူးဆိုတာအရေးနမိတ်ပညာတက်မရင်လည်းလူပဲနဘူးရှိမှမရှိပဲမှန်ပါဘာလဲနဘူးလည်းထားလိုက်ကတတိပြမဲ့နဘူးမြောက်တော့ပြုံးတယ်နော်တတိပြမဲ့နဘူးဘာဖြစ်လို့လဲနဘူးကမဟာနဘူးနဲ့နဘူးမြင်ကျဲတယ်လှတယ်နော်တော့နဘူးကလည်းယုံနိုင်မဟုတ်လားဒါဒီကွင်းကပြောပြီးဘူရာကဒီသောတာယုံဒေါက်တုဆိုတဲ့အမာတတဖွေကဘာလို့မထွေတဲ့ယုံလုံးကဘာယုံတော့ဝါယောတယုံရုပ်တွေကတော့ပြောင်းမနေဘူးလားရုပ်တွေပြောင်းနေကြတော့လေနဘူးဆိုတဲ့နာမပညာနဘူးဆိုတဲ့ပညာကြီးကပြောင်းရလားမပြောင်းပါဘူးသိမြင်ကြီးကပြောင်းရလားမပြောင်းပါဘူးသိမြင်ရောက်တဲ့ရေတိုင်းကတော့မပြောင်းဘူးလားသိမြင်ရောက်တဲ့ရေတိုင်းပြောင်းရတော့လေသိမြင်ကြီးကတော့မပြောင်းဘူးတော့ပဲလားဒါသဘောနဲ့သိချာကြည့်သဘောခန္ဓာကျွတ်မှာဘုရားသာကျွတ်တယ်ဆိုတာခွေးအောင်ခန္ဓာကျွတ်မှာမဟုတ်ခွေးအောင်တဲ့ခန္ဓာဆိုတာတဘောလုံးကြီးသဘောပေါက်လားလေမောင်နဲ့ရိတ်ကနေတွေ့တာကိုရတတ်အောင်တာပဲတော့အဲ့ဒါမြင်တာဟုတ်ဟုတ်တယ်မလားမမြင်ရတဲ့ခန္ဓာလေမမြင်ရတဲ့ခန္ဓာဆိုတာသဘောခန္ဓာမဟုတ်လားကိုက်နေတယ်ဆိုရင်ဒုကိုက်တယ်ဆိုရင်ဒုမရှိတော့ဘူးဒုကမူလခန္ဓာခေါ်တယ်ခွေးအောင်ခန္ဓာခေါ်တယ်ဒီလိုမလားကိုက်တဲ့သဘောလေးကရှိဘူးလားကိုက်တဲ့သဘောလေးကိုရှိဖို့ဒီလိုမလားအဲ့ဒီသဘောပဲနဘူးကိုမရှိတော့ဘူးနဘူးမှာပေါင်းနေတဲ့ရှင်းရဲ့အပြက်ကိုရှိအောင်ပါလေချင်းဆိုတာဒီတော့ရောလို့ကဝါရောဒုကအမကဘာတတ်တော့ပတွေ့တာရုပ်ဓာတ်ဒီကြောင်းမနေဘူးလားရုပ်ဓာတ်ဒီကြောင်းနေတာခန္ဓာကိုယ်ကြီးကတော့ကြောင်းရလားကြောင်းပါဘူးကိုယ်ကြီးလည်းမကြောင်းပါဘူးပေါင်းကြီးလည်းမကြောင်းပါဘူးပိုက်ကြီးလည်းမကြောင်းရင်ပိုက်ကြီးလည်းမကြောင်းဘူးလားရင်
င်ပါလက်ရှိတဲ့ယုတ်ဒီနာနေရာပြောင်းနေဘူးလားတဲ့လုံနေတာနဲ့လုံတာကိုသိတာကနန္တလေလုံတာကယုတ်တလေယုံနဲ့ယုံနဲ့တစ်ပါးရှိတယ်လေယုတ်ဟူသမျှမသိကြသိကနံခေါ်လေတဲ့ဒီလိုမဟုတ်လားယုတ်ကသိရလားမသိပါဘူးဗျာနံကသိတယ်ဒီလိုမှဟာလားကိုပုဂ္ဂိုလ်တ attva ဟာလားဒုနာမြမဒုနာမြမဒုနာမဟုတ်နန္နိယုတ်အဟုတ်ဉာဏ်မြင်စေဒီလိုမဟုတ်လားဒုနာမြမဒုနာမဟုတ်နန္နိယုတ်အဟုတ်ဉာဏ်မြင်စေဒီလိုမဟုတ်လားဉာဏ်နဲ့မှမြင်ရမှာဒုနာမြမမဟုတ်ဘူးယုံနဲ့နံလို့မြင်ရမှာဒီလိုမဟုတ်လားဒါပေမဲ့ယုတ်ဆိုတာဘာလို့ဆိုတော့ယုတ်ဟူသမျှမသိကြသိကနံပေါ်လေဒီလိုမဟုတ်လားမသိတာကယုတ်သိတာကနံတွေ့ပြင်းချင်းပေါ်တာနော်အဲ့ဒီလိုကသိထားတာအဲ့တော့ဒီယုံနာနေမှာဆိုကြပါလို့မျက်စိနာနာရိယာကိုစိတ်ပုံမှန်တဲ့သူဟာ6ပါးပုံမှန်လောဘဖြစ်ရင်လောဘဖြစ်တယ်ရှုဒေါသဖြစ်လိုက်ရင်လည်းဒေါသဆိုတာကမြင်မှုကြောင့်မကြိုက်တာပေါ့ဒီကောင်ကငါရှိလာပြန်ပြီငါသူ့မြင်အော်နှလုံးသားလုံးအန်ရင်လာတာပဲဆိုအဲ့ဒါဒေါသစိတ်မဟုတ်ဘူးလားအဲ့ဒါဒေါသစိတ်ဖြစ်လိုက်ဘာလို့မှာတော့ပြင်းပြရှုကြာမထမ်းနဲ့ဉာဏ်ကြီးဝဲနေတာဒီလိုမလားအဲ့တော့ဒီဘက်ကတင်းနေတယ်ဆိုရင်တို့ပြောတော့ဘုရားကအနိစ္စဒုက္ခအနတ္တဒီသင်္ခါရလက္ခဏာဝိညာဏဝိပဿနာတော့ဘာနာဥပါပိရတိနာပါတဲ့ဒီဘက်ကခံကန်းကိုဆွဲချတာခွာရဲဆိုတာကျမ်းကိုဝေးတဲ့အနိစ္စဒုက္ခအနတ္တဖြစ်ပြရှုတဲ့ဒါပဲမဟုတ်လားအနိစ္စဆိုတာယုံနေတာကိုခေါ်တယ်ဖြစ်ပြဆိုတာလက္ခဏာကိုခေါ်တယ်နော်ဆိုကြည့်တာမှာအနိစ္စဆိုတာယုံနာမှာလက္ခဏာဆိုတာအချင်းနဲ့အပြည့်ပါအနိစ္စလက္ခဏာယုံနာဖြစ်ပြပါအတူတူပဲဒုက္ခနဲ့တူနေတာဒုက္ခဆိုတာယုံနာမှာလက္ခဏာဆိုတာအချင်းနဲ့အပြည့်ပါဒုက္ခလက္ခဏာယုံနာဖြစ်ပြပါအနတ္တလည်းအတူတူပဲအနတ္တဆိုတာယုံနာမှာလက္ခဏာဆိုတာဖြစ်ပြပါအနတ္တလက္ခဏာယုံနာဖြစ်ပြပါယုံနာဖြစ်ပြလို့ရှုလိုက်ရင်အဲ့ဒါဆွဲချတာပဲဆွဲချဒီလေးကိုပထမပု္ပ္ပာပထမဒီဘက်ကနေတော့ဘုန်းကြီးကြက်ချက်ပြောနေပါတယ်နော်စာရဲကဒီလောက်ပြီးပြီဆိုတော့မပါဘူးကြက်ချက်ပြောတယ်ဘောပေါက်လားအတူလေးဟောတာဟုတ်ဘုရားဟောတာအကြက်ချက်ပြောတယ်ဒီဘက်ကနေတော့ဒီတော့ကြီးဒီဘက်ကနေဆွဲချရင်ကြက်ချက်ပြန်မကြဘူးလားကြက်ချက်ပြန်ကြရင်ဒီရောက်နေပါပါပဲမရောက်ဘူးလားရောက်ပါရဲ့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးမှလည်းဒီဘက်ကနေဆွဲချတာမလားဒီဘက်ကနေဆွဲချတာမလားဘယ်လိုဆွဲချပြည့်စုံတာပဲလေးပဲပြည့်စုံပါသူမှာညီစိတ်ပေါ်လာရင်ညီစိတ်လေးကိုနားစိတ်ပေါ်လာရင်နားစိတ်ပေါ်လာရင်စာပြီးစိတ်ပေါ်လာရင်ရာခန္ဓာကိုယ်ရာလာရင်ရာမပြည့်တဲ့စိတ်ကလေးကိုပြည့်စုံဒီလိုမှရာဆိုတာဘာလို့လဲလူပြောတာလားဩရာဆိုတာစကားလေးကစုံတွဲလေးပြောတာဇုံတွဲကိုလူတဲ့ဝါစာပုံမှလို့ခေါ်တယ်မိမနဲ့ယောက်ျားပေါင်းတယ်လို့ပေါ့ဗျာလို့ပေါင်းပေါ်ခေါ်တာလေးတိတိဝလာပန်းမပန်းဆိုတဲ့စကားမြန်မာမာလာဆိုတာကမန်ကိုမာလာပြီးပန်းမတိတိဝလာဆုံးရပေါ်ရဒါတွေ့ရှိဘူးလားစကားလေးအတွင်းလေးတွေပြောတော့ကိုယ်နှမ်းထောင်ကောင်းတာပေါ့တော်တော်မလားအရှင်ဘုရားတို့ကြောင်းမှာဆုံးရပေါ်ရလေးရှိရင်ဆုံးပါဗျာတကားလို့စီမိုးလေဝတာကောင်းလာဟဲ့ဒီမှာဗျာမိုးလေရောပဲဝတာဘာမှမသိဘူးနော်ဒါဇုံသွင်းလေးတွေပြောတာစကားပြောတတ်တယ်ဒါဝါစာပုံမှန်ဘုန်းကြီးတို့စာပေကသုံးတယ်နော်ဝါစာပုံမှန်ဆိုတာနားထောင်လို့ကောင်းတယ်လို့ဆိုလိုတာပါပဲနော်အဲ့တော့ဒီဘက်ကတင်တာတော့ကြပြီလားဒီဘက်ကတင်တဲ့ဘုံလိုပတ်သက်တဲ့ဒေတာကပြောမယ်ဆိုရင်တော့ခေမမီးပြားလေးကိုပြောလို့ရတာပေါ့ခေမမီးပြားလေးသူ့အလားတူနဲ့တဲ့နေဘူးလားသူ့အလားတူနဲ့တဲ့နေတော့ဘုရားရှင်ကိုရောမဲ့ကျောင်းတော်သွားပြီးတော့တရားနာရလားနာတော့ဘုရားလည်းဘုရားသာရမီးကပေါ်တယ်ညီမတော့ဒီနေ့ကတရားသူနေရသူသိချက်ကလာလိုက်တာကလည်းလုံးလို့ဆိုတော့ကျင့်မှာပေါ့လာလို့ရည်ချတာဘုံရှိကအတိတ်ကတက်ကိစ္စဒါနလုပ်ခဲ့လို့လေဗာဒနာတက်ကိစ္စဒါနဆိုတော့ပြောနေ
လေးတုံးလူရဲဆိုပါတော့ရတမ်းပြီးတော့ကြည့်ရတယ်ပြည့်ကနေချိုးပြီးတော့တမ်းပြီးတော့ပြိလိုက်တဲ့လာမျိုးမဟုတ်ဘူးအရင်ဒီအဖျားဒီရေလေးနဲ့စိတ်တန်းတန်းပြန်လာပကံလေးနဲ့ထည့်ပြီးတော့သွေးထဲလောင်းလိုက်တာဆိုတာတက်ကစားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာအချို့ကြတယ်မဟုတ်ပါဘူးသမီးကနှစ်ချိတော့တဲ့သမီးနဲ့ပဲကြောလေးဆိုလိုက်ပြီးတော့လောင်းလိုက်တာမရှိဘူးလားဖြစ်ပါတယ်အဲ့တော့ဖြစ်တယ်နော်အများကြီးတော့ပြောစရာတွေလည်းအများကြီးပြောလို့ကိုမဟုတ်ပါဘူးနော်တက်ကစားတာနဲ့ရိုးရိုးသေးသေးလောက်တာပစ္စည်းယူသေးတယ်လူကပုဂ္ဂိုလ်ယူသေးတယ်အမျိုးမျိုးရှိပါတယ်နော်တချို့လည်းလူကပုဂ္ဂိုလ်လာနေရဆိုတော့မထူးတော့ပါဘူးကျုပ်တို့ဆရာတော်ကြီးများဥနာနာမှာလာတယ်ဟောဘာလို့လဲဘာကြီးပေါ့နော်အဲ့ဒါအလုံးပြောတယ်အိမ်လေးကမပါတဲ့အိမ်လေးပါရင်ပထမတော့ခင်းပြတယ်ကြာတော့ခင်းပြီးခွေးတဲ့လူတက်ကြတာပဲနော်ယူသွားတာပေါ့နော်ဆရာတော်ကြီးအလုံးပြောတယ်နော်အဲ့တော့ဘုန်းကြီးတို့ကပြောခဲ့တယ်လို့ပဲဒီဘက်ကနေနေဆိုတာလေထုံးလေးလည်းကောင်းမယ်ဟိုဘက်ကနေနေဆိုတာလေထုံးလေးကောင်းမယ်ဒီလိုမလားဟိုဘက်ကနေနေဆိုတာဒီဘက်ကနေနေဆိုတာဒီမှာမိသားစုဝိသုသက်တွေရောမယ်ဆိုပြောနိုင်ပါမယ်မိမိသားမင်းကြီးကနေပြီးတော့ရှင်းလွန်းတာဆောက်တက္ကသဒါနကြောင့်ဗာဒနာကြောင့်တက္ကသဒါနကြောင့်အလိုတော်ချစ်တဲ့ခင်နေဆိုပဲနေမင်းကစားမပြောရဘူးရိုက်ဖို့ဆိုတော့ဝေးရောလက်နဲ့ရွယ်ဖို့ဆိုတော့ဝေးလာဝေးအခုကတည်းကလေးကတော့ကြောက်စရာပါရွယ်ရုံနဲ့မကောင်းဘန်းဆိုကိုရိုက်ပလိုက်တာနော်အမလေးတော်သေးပါပြီတော့ဆိုဘောလာကြားဘူးလေတော်တော်မလားအမပညာတော်ဝင်နေညာတွေ့နေတာဒါချပြီဒီလိုကပဲနော်အဲ့ဒါတော်တော်အဲ့ဒါတက္ကသဒါနဘေးပါမလုပ်ခဲ့ဘူးပေါ့တက္ကသဒါနမလုပ်လို့ကိုယ့်ယောက်ျားကိုယူသေးလားယူသေးဘူးကိုယ့်ယောက်ျားကိုယ့်ယောက်ျားကိုယူသေးတယ်ဆိုတာမင်းမသားများအလုံးမတန်တမှုရှိတဲ့ဂုဏ်တစ်ခုပဲအလုံးမတန်တမှုရှိတယ်ဒါလည်းအလုံးမတန်လို့လည်းတက္ကသဒါနလည်းလိုအပ်တာပဲပြောကြတယ်အများကြီးဒါနကြောင့်ပြောတာပြောမှာမဟုတ်ပါဘူးနော်ဘုဂဝိပဿနာကြောင့်ပြောတာဒါနကြောင့်ပြောတာတော့ပေါ့လားဒီရမနာပြောရင်လည်းဒီလိုကြားသွားတယ်ဟောရဘူးဘုကို15မိနစ်လို့တော့တဏှာကြီးကိုဟောမယ်ဆိုရင်တဏှာကြီးနဲ့ပြီးအောင်ဟောမယ်ဆို15မိနစ်ဆိုပြီးခေမမင်းကြီးကြောင်းမသွားရင်သွားကြောင်းတရားဒီတာအတိအဘောအကအကုန်နဲ့ဆွဲတော့နောက်ဆုံးသွားခြင်းနဲ့မောင်တော်ဗျာဝိလုံးကြောင်းတော်ကြီးကျမတို့ကြောင်းဝင်းကြီးပြိလာတယ်ဆိုကျမသွားကြည့်ခြင်းနဲ့ကိုကြီးဗျာတကယ်လားဟိုကသူစီမလာအကုန်လုံး derivation တွေအကုန်လုံးအတန်းလုံးရုံတွေကနေပြီးတော့ဝိသေသသမီးရခိုင်းတာမဟုတ်လားဘယ်အမေကသူမသိချာသွားကြည့်ရင်ကြည့်တာပေါ်မှာဒီမှာဆိုပြီးတော့သူ့တော်မပြောဘူးမွေးကျွမ်းတဲ့အောင်တွေမှာလိုက်တယ်သွားကြည့်သွားဖူးမင်းတို့ဖူးပြီးမင်းတို့အားလုံးဘုရားဝင်ဖူးတယ်မဖူးခဲ့မင်းတို့အားလုံးမင်းနာပြည့်စေဒီချက်တော်မင်းတော်ဆိုမင်းတော်ဒီမှာလုံးမိုးကိုရတဲ့တဲ့မှာတိတ်တကိုယူသွားဒီစာကိုလမ်းမှာလမ်းမိပြမပြနဲ့နော်လမ်းမှာပြရင်လည်းပြန်လာမှာဟုတ်နော်သဘောပေါက်လားခရဘုကုံကိုပြောဘုရားကလိစ္ဆာတရားဟောတဲ့ဖြစ်ပြဒုက္ခတရားဟောတဲ့ဖြစ်ပြအနတ္တတရားဟောတဲ့ဖြစ်ပြဆိုတော့ဖြစ်ပြတာကိုကြည့်ကျင်ပါဘူးဒီလိုမလားနားထောင်ရောဆိုမှသွားပဲနေတာဒီဘက်ကတင်းနေတာမဟုတ်လားဘုခန္ဓာကိုယ်အလားကိုကြိုက်နေတာမဟုတ်လားကြိုက်တာတို့လူပဲချစ်တာတို့ကျင်တာတို့ဉာဏ်လို့တာတို့တွေ့တာတို့မပတ်နိုင်တာတို့မပေါနိုင်တာတို့မျက်ချက်ကပြောင်းနေတာအများကြီးဟိုကတော့တော်ရှုပ်တယ်နော်ဟိုကတော့ကိုရှုပ်တယ်တခါကိုတော်မှမျက်စိလဲလဲသွားတယ်နော်အဲ့တော့ဒီဗမာစကားအလုံးမတန်များတယ်။ဘာမှဘုရားရှင်ကိုဗရမရှင်ရောက်တော့ဘုရားကသူ့တဲ့လှကလေးမှလေးမှနေတာလေနတ်တော်လည်းမလားနတ်တော်လည်းမလားဘူးလူကြီးမှလည်းလူတဲ့လည်းသားတယ်လူလုံးလည်းမကဘူးနတ်တော်လည်းမလားတဲ့ကြောင့်ရုပ်ပုံလေးဖန်ဆင်းပြီးတော့ဘုရားကကပ်ပြီးတော့ရက်ခပေးနေတယ်ရက်ကလေးခပေးနေတာသူကအဲ့ဒီအိဒါမင်းကြီးဖြစ်ပြီးနေကြတာသဘောပေါက်လားအမေဟိုကောင်ကဘယ်ကောင်ကတော့မင်းကလည်းရှုံးနေတယ်ဒီကဘုကောင်မပဲကောင်ငါလည်းချောတယ်ကျင်တကယ်စငါအကြောင်းမှာအခုကြောင့်မကြောင်းမှာဖြစ်ချင်တယ်နော်ငါအကြောင်းမှာငါရိုက်ခိုင်အောင်မှာဘုရားကဝေဝဆံငါသွားလို့မှာကိုယ်ကကြောက်အောင်ဘုံမသွားလို့နေတယ်သွားလို့နေတဲ့လောဘဒေါသတွေဖြစ်မနေဘူးလားဖြစ်နေပါတယ်ဗျာလောဘဒေါသဖြစ်နေတယ်ဖြစ်နေရတယ်ဟောဘုရားဖန်ဆင်းတဲ့ယုတ်လေးကိုတကယ်ယုံမှာမဟုတ်ပဲဖန်ဆင်းတဲ့ယုတ်ဆိုတော့တခါလေပထမအရွယ်33နဲ့4လဖြစ်ပုံတော့ဒုတိယအရွယ်60လ8လတတိယရဲ့ခါတိုင်းနာတိုင်းသွားကြိုးပြီးတော့အလားစံလေးကျူပြီးအကုန်လုံးအယုတ်ပေါ်ရေပုံဘုံဘုံနဲ့သူ့ကျင်ကြီးကျင်တဲ့ရင်းထဲမှာလက်ပြီးတော့မထူနိုင်မထနိုင်ဘူးဖန်ဆင်းကြနေတာဖန်ဆင်းကြတော့မျက်လုံးပြုတ်ပြီးတော့တခါလေကြောက်သွားတာဒီလိုမဟုတ်လားအမလေးငါးရီချောတယ်မမလေးပြက်ပြီးလေးစားဖြစ်မြင်လိုက်တာပဲဒါပဲမဟုတ်လားမြင်လိုက်တာတခါလေအဲ့ဒီမှာလေအဲ့ဒီမြတ်စွာဘုရားကြီးကိုယ်တော်ကတရားကောက်ဖို့တဲ့အနာယုံဉာဏ်သာရဆိုအဲ့ဒီကနေစခဲ့တာတို့ပဲသူ့မှာပေါ်တာမဟုတ်ဘူးသဘောပေါက်လားမြတ်စွာဘုရားကယုတ်ကလေးကိုဖန်ဆင်းမပြဘူးလားပြပါတယ်ဗျာအဲ့ဒါအယုတ်မြင်တာပေါ့နော်မြတ်စွာဘုရားတရားဟောတဲ့အာတုရဏသုစိကုဋိပါဒခေမေနမုတေဩကရဏဘက္ကရဏံပါဠနာအပြိပတိတံဘုန်းကြီးအဲ့ဒါကိုတော်တော်နားထောင်တော့ပြောတတ်တယ်မယုတ်ဘူးနော်ကြိုက်မှကြောက်မယုတ်တော့ဘူးနော်
ကြောင့်ဟောတာမဟုတ်လားအာတုနာဆို96ပြန်နာကိုရင်မင်းနေနေခင်မေဝချမ်းရရဘုဘတေကဲတွင်းမြင့်ခရုသိရင်ကဒူလိုင်းမြင်းရဲ့ငုံမိုက်ဟောအထက်လာအောင်ရောကြောတဲ့ဝန္တာပန်းတာချောင်းစုသွေးလိုယောဂဆုတ်တာနဲ့ဒီကနာတိုက်ခွဲဝမ်းမိုက်ဝမ်းဘောမောတော်တော်လေးနော်ဝမ်းမိုက်ဝမ်းဘောလက်တော်တိတ္တလေးတလေးငါကိုတချမ်းလေးစင်ကြီးတော့နာကြောင်းဒီနာနဲ့ကင်ဆာတုပ်ကွေးအမလေးကလေးကိုဆုံးတော့နော်ချုပ်သွေးများတော့အလုံးလည်းပေါင်းများတဲ့အနာအမျိုး96ကြာ၄ယောဂနဲ့နှိမ့်ဆက်နေတဲ့ယောဂအိုးကြီးသမီးရဲ့ဒီလိုမလားအာတုရာအာတုစေမစင်အိုးကြီးသမီးရဲ့ဒီလိုမလားကိုတဲ့ အပုပ်ကိုကြီးငါသမီးရဲ့ဒီလိုမလားဥက္ကရဏဒေါ်လာကိုဘကနေပြီးတော့မစင်းကြီးအထက်နဲ့ရှမ်းထွက်တယ်အောက်နဲ့ယိုစီးတယ်ဟဲ့အထက်ရှမ်းတဲ့ဇာမြေကြီးနဲ့ကြီးသွားချစ်တယ်အောင်လို့စားတယ်ဖြစ်ပေါ်အောင်မှကြီးကြီးကျင်းတဲ့ပြောကြလိမ့်မပွင့်မရနေတိုင်းအဲ့ဒါလူမြင်ပွဲမဟုတ်ဘူးလူမရှိတဲ့ပုံရှုပ်ပွဲရှုပ်သွားပြီးတော့ထုတ်ကြရတယ်ငါသမီးရဲ့ဒါဒီလိုမလားဟိုစာမေမွန်ကြီးပြောတာခြေတိလက်ဒီကရေလူရေပါတာကြောယိုတဲ့ချင်းချင်းအယိုအတိနေတဲ့ဥမာပဒေစာတိဆောင်အောင်တော့ဒီကလေးဒီလိုရွှေစီကကျိစီနဲ့တက်တွေ့ချင်းချင်းချင်းငယ်ဆိုတဲ့အဲ့ဒီတော့32ဘုရားသာအစိုးရကြီးနဲ့စုပေါင်းထားတဲ့ခန္ဓာကိုယ်မဟုတ်လားငါသမီးရဲ့မှန်ပါဗျာမင်းတို့ပညာရှိတဲ့ဒီကလေးမှာဉာဏ်ပညာရှိကြတော့တော့ပညာရှိတွေကတရားနာနေတဲ့လူပညာရှိတဲ့လူတွေပါရမီရှိတဲ့လူပါရမီပြီးပြီးသားလူတွေပဲလုံးမှန်တော့မှန်ပါဗျာတကယ်လို့ဟာလာငါတို့ကတော့ခင်မာကတော့ပါရမီရှင်ပဲတို့ကပါရမီရှင်မဟုတ်ဘူးလို့ဆိုရင်ဒီဘောကနေချပြောရရောက်တယ်နော်မှန်ပါဗျာအဲ့ဒါတို့လည်းလူဖြစ်လာတာပါရမီရှိလို့လားမရှိလို့လားရှိလို့ပါဗျာလူဖြစ်လာတာအလိုလိုအမေပြဆွဲခေါ်တာလားကံရပို့တာလားကံရပို့တာပါဗျာကုသိုလ်တရားကုသိုလ်ကံပို့လိုက်တာမဟုတ်လားမှန်ပါဗျာအဲ့ဒါတရားတို့ကုသိုလ်ကံပါရမီမရှိဘူးလားရှိပါတယ်ဗျာပါရမီရှိတယ်မရှိဘူးလို့များမှာပြောတယ်တောင်းစားတွေဥဒ္ဒနာယောဂတွေကြီးကျုံနေဒီလိုမဟုတ်လားဟုတ်ဆိုးတွေတန်ဃာတွေသောတာပန်တရားကနာဖြစ်တယ်ဒီလိုမဟုတ်လားအနည်းဆုံးသောတာပန်တော့ဖြစ်တယ်သောတာပန်ပြည့်တယ်ကပြည့်သွားအဲ့ဒီလိုဟောလိုက်တာခေမမီးရဘာဖြစ်သွားလို့ဆိုတော့ဒုဝိဒာယီသောတာပန်ပြီးသွားတယ်ဗာပြီးသွားသောတာပန်ပြီးသွားဆက်လက်ပြီးတော့တရားတွေကတော့ယဟနာမကြီးဖြစ်သွားတယ်တခါပဲသွားတယ်တစ်ခေါက်ပဲသွားတယ်တစ်ခေါက်ပဲယဟနာမမဖြစ်ဘူးလားဖြစ်ပါပါဗျာအဲ့ဒါကပြည့်လို့တော့ဆိုတော့ဒီဘက်ကတင်းနေတာကိုယ်ခန္ဓာကိုယ်ကြီးပုံမှာနှစ်သက်နေတာကိုဒီဘက်ကနေလည်းခေါ်တယ်နော်မှန်ပါဗျာနှစ်သက်နေတာကဘာခေါ်လဲဒီဘက်ကဒီဘက်ကနေလည်းဆွဲချတာကချတယ်ဘူးလားချတာပါဒီမှာကြီးကြီးဆွဲချလိုက်တော့ယုံနာဖြစ်ပြမြင်မသွားဘူးလားမြင်ပါပါဗျာခန္ဓာကိုယ်ကြီးကယုံနေတာတွေပဲရှိတယ်ဒီယုံနေတာတွေကလည်းအိသယုံနာဒုက္ခယုံနာတတ္တယုံနာအတုပယုံနာဆိုတာရှင်းမသွားဘူးလားရှင်းပါပါအတုပကိုသူ့ဘာရှင်းမနေဘူးလားရှင်းပါပါဘာမောစပင်းလေးလာလိုက်တာဒီလိုကပရမယုရောက်ပြီးတယ်ဟိုအမေရိကန်မှာပါနော်ပရမယုရောက်တယ်တွားရလာရင်မြဲမြင်နေတယ်ရင်းနေနေတာသူကကောင်းတော့ကောင်းတော့တခါတည်းကိုဖုံးပြီးလို့ကြစ်တာကြစ်တာကျိုးလေးတွေလိုပဲကြစ်တာတော့ဒုက္ခကံကိုလွတ်တာဘယ်လိုပြရတော့လို့ဆိုတော့အဲ့ဒါဘုရားကပြောတယ်9000နဲ့ဒေါ်လာ9000နဲ့ဒီဒေါ်လာ9000ဆိုရင်ပြောနေတယ်350ပြီးတော့ကောင်းအလှပြင်နေအတုပါသူ့ဘာပြင်တာမဟုတ်ဘူးလားတို့ဘာမှပြင်မှာအဲ့ဒီတော့ပြင်တဲ့လူမရှိဘူးအတုပါမှပြီးလို့မပြင်တာတို့တော့မပြီးလို့ပြင်တာပြင်မရှိနော်ဒါတို့လူတွေပြီးရင်မပြင်နဲ့ဒါပဲမဟုတ်လားသံဃာဒီအနိစ္စယုတ်ကောမမှန်ဘူးလားမှန်ပါဗျာဒုက္ခယုတ်ကောမမှန်ဘူးလားမှန်ပါဗျာအတ္တယုတ်ကောမမှန်ဘူးလားမှန်ပါဗျာအတုပါယုတ်ကောမမှန်ဘူးလားမှန်ပါဗျာဘာလို့လဲတော့မှန်မှတော့ပြီးရောဘုရားကတော့လည်းပြီးတော့တတိယတော့မရဘူးပြရတယ်ပြောတယ်ဒီလိုပဲပြောမှာမဟုတ်လားနော်အနိစ္စမမြဲဘူးလေဒီစိတ်ကြက်တယ်လဲဆိုရင်ကျွတ်ကြုံမကြဘူးလားကျွတ်ကြုံကြတာတော့မြဲလို့လားမမြဲလို့လားမမြဲတာအနိစ္စလားအနိစ္စလားအနိစ္စပါဗျာအနိစ္စသတိလေးဒီအလင်းကပြာစင်တန်းချာဘောပါပြီးတဲ့ဒီယောကမုန်ပြောရှိတာပါမလို့ရေတော့ဒီယောကမုန်ပြုတ်နေပြောတာရှိတယ်အခုတော့ရှံဘူးပဲလူတွေကမွေးကုန်ကတော့ဘလောက်ကုန်လို့ငါတို့ကနှပ်ပြီးရောပဲဒါပဲနော်ရှံဘူးပဲပြီးတော့ခေါင်းလျှော်တယ်ဒီလိုမဟုတ်လားအဲ့ဒါဒုက္ခတွေနဲ့လည်းခေါင်းလျှော်တော့မတွေ့မကြောက်တဲ့ဇမင်ဖိုင်ကြီးနဲ့အိမ်နဲ့သွားတယ်မိမချင်းညာတွေ့ပြီးတော့ဇမင်ဆွဲပြီးပါရိုက်ထုတ်လိုက်တယ်အဲ့မှာဒီဒုက္ခတော့နောက်ဆုံးဇမင်ရှည်တဲ့အတွက်ကြောင့်အရက်ခံဒုက္ခအရက်ခံတဲ့ဒုက္ခမခံရဘူးလားအရက်ခံတဲ့ဒုက္ခအဲ့တော့သမင်းရှိတဲ့လူများအဲ့ဒါသမင်းရှိအောင်ဘုန်းကြီးပြောတာတော့မဟုတ်ပါဘူးနော်သမင်းလေးပြင်းနိုင်ပါတယ်ဒါပေမဲ့လို့သိဖို့ပြောတာပါနော်သမင်းကိုကိုင်းရင်ငယ်ငယ်ကတော့တရားနာပိဋကတွေကိုပြောရင်မတိုက်ဘူးလေဆိုတော့မိုးငါပြောမယ်ဆိုတော့မိုးငါ
င်းညိုကျရင်ငပြောပါပြပါလေးထည့်ထည့်တယ်ငပြောတုံးနဲ့တူတဲ့ခန္ဓာကိုယ်လို့ဘုရားလည်းဟောပါတယ်ငပြောတုံးနဲ့တူတဲ့ခန္ဓာကိုယ်လို့ဆို냐တော့လေငပြောတုံးကဟင်းညိုချက်လို့ရတယ်ကျွတ်လို့များတော့ခန္ဓာကိုယ်ဟင်းညိုချက်လို့ရမရပါဘူးဗျာမရဘူးနော်တိုင်းသပင်မွေးလေးဟင်းညိုတဲ့တဲ့ပါအဲ့ဒီဟင်းကိုဘယ်လိုကောင်းမှာမတော့တော့ဘူးလေဒါအနိစ္စဆိုလည်းဒီသပင်မဲ့ဒုက္ခဆိုလည်းဒီသပင်မဲ့အနတ္တဆုံးမရဘူးချူရပြီးကျွတ်တိုင်းပြီးဓာတုစိတ်သပင်မဲ့အတုပမတက်တယ်ဘူးဆိုလည်းဒီသပင်မဲ့ဟုတ်လားဒါပေမဲ့ကိုယ်စိတ်ကနေပြီးတော့ပြောင်းနေနေတာမဟုတ်ဘူးလားဒီသပင်ကတော့ကောင်းမှရှိတဲ့သပင်ကအိစာယုဆိုလည်းသူပဲဒုက္ခယုဆိုလည်းသူပဲအနတ္တယုဆိုလည်းသူပဲအတုပယုဆိုလည်းသူပါဗျာသူပဲဒါပေမဲ့စိတ်ကပြောင်းနေဘူးလားပြောင်းနေပါဗျာစိတ်ကပြောင်းနေတယ်နော်စိတ်ကပြောင်းနေတယ်ခေါင်းပေါ်ရေးချတဲ့သပင်ကမှယွန်းမနေနဲ့ခေါင်းပေါ်တော့လည်းယွန်းရမှာညာကဒီလိုက်တော့မှာတော့ပါလားခေါင်းပေါ်တော့လည်းယွန်းရမှာတဲ့ဆိုရေချုံမိုးချုံတန်ပြီးတိုင်းဒိဋ္ဌာတော့ပြီးတော့ဆိုရင်ဒီလိုမဟုတ်လားအမလေးဒါလေးကိုပဲတခါနဲ့အလားပြင်ဆုံးမှာမဟုတ်တော့ဘူးနော်တော့မှဖြစ်မှာနော်ဒီဘက်ကနေလာခင်မမိပြရင်တရားလေးရသွားတာဘာဖြစ်လို့လဲဆိုတော့ဖြစ်ပြမြင်သွားလို့မြင်သွားလို့ဖြစ်ပြမြင်သွားပါဗျာဒုတိယအင်္ဂါတော့ဟိုဘက်ကနေလဲဆိုတာကတော့လွယ်ပါပဲသူများမြင်နေမျက်စိအစင်းရောအနာရောအနာရောမရှိလို့လားရှိပါတယ်ဗျာဟာလားအစင်းအနာအနာအရာတာအတွေ့သဘောဆိုပြီးတော့အပြင်အာရဏ6မျိုးခေါ်တယ်ဘယ်နှမျိုးလဲ6မျိုးပါဗျာအပြင်အာရဏ6မျိုးပေါ်မှာမြင်နိုင်တရားနဲ့မှုဖြစ်နေရင်ဒုဗေဒအဲ့ဒါဘာကိုလို့ဆိုရင်ဘုဘကနေမိတာမှလည်းတော့ဒီလိုမလားအမလေးဟလာလိုက်တာမလိုက်တာဆိုမျိုးလုံးနဲ့မြင်တာဘုဘကအယုဘုဘကအစင်းလေးလာပြောတာမဟုတ်ဘူးလားအမလေးလာလိုက်တာနော်ဘုန်းကြီးဘုဘကတင်နေဆိုတာသူတို့ရဲ့အလားကိုကြိုက်နေတာမဟုတ်ဘူးလားကိုကြိုက်နေတာကိုခန္ဓာကိုကြိုက်တာခင်မပြပြပုံပြောပြီးဘုဘကတင်လာကြတော့ဘာပြောမလို့ဆိုလွယ်လွယ်ပြောရင်တော့ပုံမှန်တန်ဒီပါပါဝတီကိုမပြောလို့ရဘောပေါက်လားပုံမှန်တန်ဒီလှတယ်ဆိုကြားဘူးလားကြားပါဘူးဘုရားတော်ပြီးဝင်မင်းကြီးကပုံမှန်တန်ဒီရသေးလားမရဘူးလေပုံနာရှိရောက်ကသူတို့ကစနေနာလွတ်လိုက်ကဒီပုံနာအလကားလွတ်တဲ့ကိုယ်သာရှင်မင်းတွေကိုယ်တိုင်သွားကြည့်မှာပါတာနော်ဒါလည်းဒီပုံနာရှိရောက်တော့လွတ်အောင်ဒိတ်ပဲမရှိနော်ပုံနာရှိရောက်လွတ်တယ်တဲ့လွတ်တဲ့ပုံနာရှိရောက်တဲ့ခါလေးတပိပိတို့ကိုကြီးတို့မောင်မောင်လေးတို့ကရွယ်စုရွယ်ဆိုင်ဆုံးတယ်ပြပါလေနော်ဆိုင်ဆုံးပုံနာရှိရောက်ကလည်းပဲလူပြိုပုံနာလေးနဲ့ပါပုံတော့ပါတယ်အပြောရတယ်ကောင်းကောင်းပုံညဘုံတဏ္ဍာမှာမန္တပကရမှုကြီးဘုံကံရှိတဲ့လူကနှစ်သက်เสียစကားကောင်းကိုနားမညောင်းအောင်ပြောတတ်တယ်တဲ့စာပေများဒါကလေးမလေးဘုံကံရှိတာဟုတ်ဘုံကလည်းဘုံကရှိတဲ့ကိုကြီးတို့ဖေးကြီးတို့ကိုလေးတို့ကိုလေးတို့မောင်လေးတို့ကိုင်ချိုင်တိုင်းတိုင်းစားဒါလေးအလုံးမနာကောင်းဒါလေးအလုံးမနာစိတ်တော့ကောင်းလေးမြင်တော့ပြုကြည့်စိုက်ကြည့်နေတယ်ဗဇက်တဲ့မကုတ်နဲ့ခေါင်းမော်တယ်လို့လေလို့နော်ခေါင်းမော်တယ်လို့လည်းဓာတ်ပေါက်တဲ့ထဲလို့ဖြစ်ချင်တာအေးကြီးပေါက်တဲ့ဟိုတဲ့ရောင်လည်းဖြစ်အမလေးမပြေဘူးဒီကလေးပါလေငါတို့အဲ့ခန္ဓာငါတို့လည်းမစားနိုင်မကောင်းနိုင်ဖြစ်နေတယ်နတ်တို့ရောက်ရင်တို့အလုပ်လို့ရမှာမဟုတ်ဘူးနော်မဖြစ်ဘူးဘလူတဲ့ပဲရုပ်ဆိုးရတယ်ဗျာလို့တင်မယ်ဆိုပြီးတော့တင်တာအဲ့ဒါမှဒီဝမင်းကြီးလက်လွဲမသွားဘူးလားအချောအလားဆိုတဲ့လက်ကလေးနဲ့လွဲသွားစားတယ်အဘိပါရကစေသူကြီးကိုသူ့အဖေကဆက်တာတယ်ရှင်မင်းကြီးတဲ့မိမလေးမလေးမင်းမြတ်ကလေးပါတဲ့မင်းချောလေးအရှင်မဲအရှင်စေသူကြီးလည်းပဲထိုက်တယ်မှာလေရှင်မင်းကြီးတော့ကောင်းရင်တော့ပြေးမလို့ပါရှင်မင်းကြီးကမကောက်ဘူးတဲ့အခုတော့တခြားလည်းရောက်သွားရင်တဲ့ရုပ်ဉာဏ်နဲ့အမျိုးရှိတဲ့ကြောင့်ကြားရောက်သွားရင်ဒုက္ခဖြစ်ပါလိမ့်မယ်ရှင်စေသူကြီးလည်းတော့မှာဆိုစေသူကြီးမရမဖြစ်ဘူးလားဖြစ်ပါဘူးစေသူကြီးမရဖြစ်ပါပြီတော့ရှင်မင်းကလည်းဒါရကမျိုးလည်းပြီးကြည့်တယ်ကြည့်တဲ့အခါကျတော့ငါ့ကိုရှင်မင်းကမလာဘူးဆိုတော့မကောက်တဲ့ရှင်မင်းသိစိမ့်မယ်ဆိုတော့အလှပြင်းတာနော်လာပြတဲ့အိမ်ဘောကယတိမောက်ကနေပြီးတော့ခါလေးကိုအခုခေတ်ဆိုရင်တော့မြတ်လေးပန်းကုန်းကိုပန်းကုန်းပေါ်ပန်းကြီးဆုပ်ဆုပ်ကြည့်ဒီလိုမလားရှင်မင်းလာတဲ့အချိန်မှာတဲ့တဲ့ကိုပေါက်မယ်ဆိုပြီးပြီးနေတာရှင်မင်းလည်းလာတယ်ရှင်မင်းမော့ကြည့်ဟဲ့ဟိုကဘယ်လိုလုပ်နေပြတဲ့ဟိုပန်းကုန်းနဲ့ငါပေါက်တာငါမှန်သွားတယ်ပန်းကုန်းအဲ့ကောင်မလေးချောလိုက်တယ်ဘယ်သူလဲအဲ့ဒါပုံမှန်တန်းပြောပြဟဲ့မောင်မင်းကြီးတို့တော်ပြန်လဲမြို့ကြည့်ကြတော့ဘူးတော့ပြန်လဲသွားတယ်တို့ရဲ့သဘောပေါက်တာဒီကွင်းငါကွင်းမဟုတ်ဘူးဟဲ့အဘိပါရကစိတ်ကြီးပဲဖြစ်ရမယ်ဟဲ့ဒီလိုမလားအဘိပါရကစိတ်ကြီးပဲဖြစ်ရမယ်ဟဲ့ဆိုပြီးတော့ပြန်လက်သွားတယ်အဲ့တော့နန်းတော်လည်းရောက်မင်းနိုင်မစားနိုင်မနေနိုင်မနေနိုင်မဖြစ်ဘူးလားဖြစ်ပါတယ်ဘယ်လိုဖြစ်တဲ့ထင်လို့သိလားဘယ်လိုမသိဘူးမနေနိုင်မနေနိုင်ဖြစ်တယ်အခုရုပ်ရှင်နဲ့ကိုယ်ရဲ့မာရေးဓာတ်ရည်ဒီကိုယ်ရဲ့မာရေးဓာတ်ရည်ဒီလိုရှိမှပေါ်လို့ရတာနော်အဲ့ဒါအပြင်အာယုံပေါ်မှာတဏှာလောဘနဲ့ကန့်ကျင်နေဘူးလားမှန်ပါဗျာဘုံမှာဓာတ်ရည်ကိုယ်ခန္ဓာကိုယ်ရဲ့ရှိလားရှိပါဘူးဗျာအပြင်အာယုံလားအတွင်းအာယုံ
တဏှာယာကရဲ့နာမည်တဲ့အတူတူပဲသဘောပေါက်လားအာယုံမျိုးစုံတွေကိုနှစ်သက်တဲ့နန္ဒီယာကဖြစ်နေဥမာမကသွားတဲ့ဈေးသွားတဲ့အိုးရှင်သွားတဲ့ရှောက်သွားတဲ့ခါကျတော့မျိုးသမီးတွေလိုချင်တာမျိုးသမီးတွေကိုဆိုပါတယ်နော်ဟုတ်တယ်တကယ်လိုချင်တာပြောတာပါနော်မျိုးသမီးတွေလိုချင်တာကိုဒါလေးကြိုက်တယ်ဒါလေးကျမှယူဟိုကလည်းလည်းလို့ဟိုလည်းလိုလိုက်ယူဒီလိုပဲဓမ္မကရောအဲ့လိုပဲဒါလည်းလိုချင်တာတခါလေအဲ့ဒါအာယုံနဲ့တွေ့လို့ရှိရင်နှစ်သက်တဲ့စိတ်ပေါ်တာနန္ဒီယာကပေါ်တယ်တတ္တပိဏတိထိုးအာယုံထိုးကာမဂုဏ်ပုံစံမျိုးစုံမေတ္တာဘောပေါက်လားအဲ့တော့မေတ္တာတို့ပြောတော့လောဘစိတ်မဟုတ်လားလောဘစိတ်ဒီစိတ်ကုံမျိုးထဲမှာဘယ်စိတ်ကောက်တော့အတွင်းမေ့ကုန်ပြီနဲ့အတွင်းအဲ့ဒါ6ရောက်အတွင်းအဲ့ဒါဘယ်ရောက်လို့6ရောက်အတွင်းအဲ့ဒါဘယ်ရောက်လို့9ရောက်အိမ်တွေက2ရောက်ရှုသိစိတ်ဆိုင်သိစိတ်ထွက်ရသိစိတ်ဝင်ရသိစိတ်ဒါမှမဟုတ်လားအမြဲတမ်းသက်ဆောင်စိတ်မသေးအောင်စောင့်နေတဲ့စိတ်ကလေးနဲ့စိတ်ကိုတော့အိမ်တဲ့စိတ်လို့ဆိုတော့ကြီးကသုံးပါတယ်သဘောပေါက်လားဘုရားတော်ကြီးလုံးတာပြောတာနော်အဲ့ဒါဘယ်စိတ်ကြည့်နေဒီတိုင်းရှုလိုက်တော့ဘုန်းကြီးတို့တတိယအင်္ဂါကိုပြီးမသွားဘူးလားပုံတော့မထဲတော့တက်နေလည်းမထဲတော့ဘူးတော့ပြီးတလောက်တော့တော့ပြီးနော်စတုထအင်္ဂါပါစတုထအင်္ဂါကဘာလို့ဆိုလို့ရှိရင်ကိုးမော်တင်တာတဲ့ဘာလဲတော့ကိုးမော်တင်တာအတ္တမိမာနတိတံအတိဝဇနံတဲ့ပါဠိတော်ကြီးရတော့နော်ငါဆိုတဲ့မာနရဲ့နာမည်တဲ့မာနကြီးတာမဟုတ်လားမာနဆိုတာကအစင်လာရင်လည်းမာနကြီးတတ်တယ်အတန်ကောင်းရင်လည်းမာနကြီးတတ်တယ်ရုပ်ချောရင်လည်းမာနကြီးတတ်တယ်ပစ္စည်းကောင်းရင်လည်းမာနကြီးတတ်တယ်ဆွေကုံမျိုးကုံပါညာပေါ့ညာပေါ့ရင်လည်းမာနကြီးတတ်တယ်မဟုတ်လားအဲ့တော့ဘုံဩဇာနာရှင်ရဲ့မာနကြီးတတ်တယ်အဲ့ဒီမာနရဲ့နာမည်တဲ့မာနဖြစ်နေလို့ရင်ဘာလဲတိတော်ကြီးကုန်းပေါ်တင်နေရင်ရေလေကောင်ကမရှိရင်လည်းမရောက်တယ်လို့မာနခုခံနေတဲ့ဘာလို့မှလဲဆိုရင်မာနကိုလည်းဖြစ်ဖြစ်ရှိဘူးမာနဘာလို့မာနဆိုတာလောဘစိတ်ပါပဲလောဘစိတ်အကျဉ်းအဲ့တယ်ပဲဒီလိုမဟုတ်လားမာနဆိုတာလောဘပြည့်ပဲလောဘ၄ပါးမာနနဲ့ရှင်တဲ့လောဘက၄ပါးရှိတယ်လေဒိဋ္ဌိကတဝိပယုစိတ်၄ပါးလို့ခေါ်ပါတယ်ဒီလိုမဟုတ်လားလောဘပါပဲလောဘစိတ်လာရင်လောဘစိတ်ကိုမလုပ်နဲ့လောဘစိတ်ဖြစ်ဖြစ်လောဘစိတ်ဖြစ်ဖြစ်လောဘစိတ်ဖြစ်ဖြစ်လို့ဒုဝိသရှုလိုက်တာပြီးတော့တာပါပဲနော်ဖြစ်ဖြစ်ရှုလိုက်တဲ့နဲ့ဒုဝိသတတိယကွယ်ကူးသေးလားကူးပါပါတတိယကွယ်တော့မကူးတော့ဘူးတဏှာကူးသေးလားကူးပါပါဗျာကူးတော့ဘုရားကနေကနမနဲ့နေရာမှာရှုလိုက်တာနမနဲ့ကကြိုက်တာကိုရှုဒီလိုမဟုတ်လားဝိညာဉ်အဲ့ဒီမှာလည်းပါတာပဲလောဘစိတ်ပါတာပဲဒီလိုမဟုတ်လားစိတ်ဟာဝိညာဉ်ပေါ့အဲ့ဒါဒီပစ္စုပန်ခန္ဓာပဋိစ္စသမုပ္ပါဆိုတဲ့ဒုတိယအလုပ်ကိုဆိုလိုတာခန္ဓာ၅ပါးဘုန်းကြီးတို့ရလာတော့ဝိပါကကိုအကျိုးတရား၅ပါးလို့လည်းဆိုနိုင်ပါတယ်အကုန်လုံးဝိပါကကတော့၈ပါးရှိတယ်ဒီလိုမဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့ခဏပြောခဲ့တယ်လို့ပဲကြိုက်တယ်လို့ရှုကျင်တဲ့နေရာရှုဘယ်နေရာကြထောင်ကြပြားကြပြည့်တိုင်းတောင်ကိုပေါ့ဗျာညောဘုရားတို့တဲ့ပြည့်တိုင်းတောင်ဈေးွက်ရုပ်လည်းမရှိဘူးလားပြည့်ချင်လို့ပြည့်ဒီလိုပဲထောင်တယ်ဘယ်တော့မှညှိုးထုတ်မအောင်ဘာပဲပေါ်လာတဲ့ဟာကိုဖြစ်ရှုနိုင်ရင်တဏှာကူအောင်မလားတဏှာမကူရင်အနာကအကြောင်းတရားတွေသိပြီးသားတပိနာမဖြစ်ဘူးလားအနာကအကြောင်းတွေသိလို့ရှိရင်အနာကဖြစ်တဲ့ဇာတိကရမရဏဒီခန္ဓာပြန်ရအောင်မလားနိဗ္ဗာန်နိဗ္ဗာန်နီးလေးရှုတဲ့လူသိတဲ့လူဉာဏ်နဲ့ဉာဏ်ပရိယပြတ်တဲ့လူမှနိဗ္ဗာန်အနိမ့်နေတော့အဲ့ဒါလေးမှတ်တာပါမာနဆိုတာလောဘစိတ်ပါပဲမာနမကြီးရမာနကြီးရင်တေတော်ကြီးကုန်းပေါ်တင်နေတာနဲ့တူတယ်ဆွဲချသွားဆိုတော့မာနဖြစ်ဖြစ်ရှုမာနပါရှုမာနဟာနိစ္စကုလောတိမာတိကောတဲ့သာဝေကျမ်းကနာမှာမာနကြီးတဲ့လူကအောက်ကြသိလို့အမျိုးယုတ်တဲ့ဟုတ်လားအပေလေးပုံကြက်တယ်တဲ့မာနကြီးရင်ကြောက်ကြမကောင်းဘူးလားကောင်းပါတယ်ဗျာဘုန်းကြီးတို့အတ္တကမင်းကြီးရဲ့မိဖုရားဥပရိရှိတယ်ဥပရိဆိုတဲ့မိဖုရားကြီးကကျွမ်းကြီးဘုံမှာသွားဖြစ်တယ်သူသေးတဲ့ခါကျတော့ကျွမ်းကြီးဘုံမှာသွားဖြစ်တယ်အဲ့ဒီမိဖုရားသိချောတယ်ဆိုပဲချောလုံးမတော်ခါနဲ့နသာကြီးတွေစိမ့်စီတွေစိမ့်ကြာကြီးတွေစိမ့်မပုတ်မတော့အောင်လုပ်တာပေါ့ဗျာအခုခေတ်ဆိုရင်တော့စေထိုးတာကောင်းသားမှာပေါ့တော့ဒီလိုမဟုတ်လားကောင်းကြီးတွေမှာထည့်ထားပြီးတော့စိမ့်တာနေတိုင်းမစားနဲ့မတော့နဲ့ပြည့်နေရှင်မင်းကြီးကအဲ့တော့ဘုန်းကြီးတို့ဘုရားပြောလို့ရသိတယ်မှာဒိဗ္ဗစိတ်ကိုရသိတာအိမ်မှာဆုံးလာတာဆုံးလာတဲ့အခါကျတော့ပြောတာပေါ့လေအနေရသေးရှင်ဘုရားရဲ့ဆုံးမကြီးမနှမျိုးဘူးလားတခါကြီးနှမျိုးလို့လည်းမရတော့ဘူးလေဒါဓမ္မ
ပြန်ပါဗျာတပည့်တော်အိသမန်တို့သိတော့သိပါတယ်ဗျာဒါနဲ့တပည့်တော်ကုသီအချစ်မပြေဘူးဗျာချစ်တော်ဗျာချစ်တော်တရားအလုံးမဆုံးဘူးနေလိုက်ကြည့်နေတယ်ဗျာဒီလိုမဟုတ်လားဒကာကြီးကလည်းကြည့်နေဒကာကြီးကလည်းချစ်နေသူကဒကာကြီးမချစ်တော့ဘူးအရှင်မြတ်ဘယ်လိုပြောလိုက်တာလဲရှင်မြတ်ဆုံးပါကြီးလေဒါတော့ဒီလိုမဟုတ်လားဒကာကြီးမယုံရင်ခေါ်ပြမယ်ဆိုကြွေးကြီးဖို့ပေါ့နွားကြီးကိုထိုးတယ်နွားကြီးလည်းထိုးတယ်ဟာကြီးကောင်းကြီးကမဲမဲတဘိုးလုံးမဲမဲကြီးမြင်မှုတော့မလားအဲ့ဒါကြီးကိုတွေ့တဲ့အခါကျတော့နှကောင်ရောက်လာတယ်ကြီးဆိုရောက်လာမင်းဘယ်လာတော့တပည့်တော်တော်ရအောင်လာပါလေဗျာနောက်ကြည့်ကြည့်ဖို့လို့ဖြစ်နေပါလေနောက်ကြည့်ဖို့လို့အဲ့ဒါမင်းနောက်ဘဝမလို့တော့အတ္တကမင်းနေရဟာလားဥပရိနေရပါဗျာအထက်တန်းကြတဲ့နေရာကြီးပေါ့ဗာလိလိုပြောတာအထက်တန်းသားကြီးပေါ့ဟုတ်ပြီနောက်ဘဝကမင်းယောက်ျားအတ္တကမင်းကြီးချစ်သေးလားလို့မေးတာပေါ့မေးတဲ့အခါကျနောက်ဘဝကတော့ချစ်မှာပါဗျာဒီဘဝကတော့မချစ်တော့ဘူးတဲ့ဒီလိုမလားတကယ်လို့သာရင်တပည့်တော်အရှင်နေရောကြကျွဲဟောဘိုးဘို့ပေါ့လေလိုလိုသွေးဆက်ရမယ်ဆိုရင်အတ္တကမင်းကြီးရဲ့လေချောင်းကိုဟာလားဒါနဲ့ခောက်ဆိုတော့အဲ့ဒီလေချောင်းသွေးတဲ့ဘိုးဘို့အသက်ရှင်အောင်တပည့်တော်ဆက်ပါမယ်ဗျာလို့ပြောတယ်လို့ပြောတာဒီလိုမလားဘုန်းကြီးကအဲ့ဒီဘုန်းမပြောတဲ့စကားကိုသဘောကျတယ်သဘောပေါက်လားဘာဖြစ်လို့သဘောကျလို့ကိုတော်ကဘုန်းမပဲကလာသမိုးပါပဲလက်တာမဟုတ်ပါဘူးနော်ဘာပဲပြင်နေလုံခဲ့တဲ့ကလာလောက်ကဓမ္မောသမင်းနဲ့မင်္ဂလာဆောင်မှာသမင်းစားလာတယ်ဒီနေ့ဆာလောင်မတဲ့နေတဲ့အချိန်မှာလေကင်းပေါ်မှာခြေစင်းနေလည်းမရနေရချက်မောင်းရင်းနဲ့ဆဲရတာမပေါဘူးလားဟိုဟာပဲမင်္ဂလာဆောင်ကစားရတဲ့ဓမ္မောနော်အခုဟာကစားနေလို့စားရတယ်ချက်မောင်းရင်းမဟုတ်လားအဲ့ဒါသူကမှမမှုလားမှန်တယ်သူပြောတာမှန်တယ်ဒီလိုမဟုတ်လားအဲ့ဒီကြတာမသမသေဟာအတတေခြင်းဆုံးမှာသေဟာဆိုတော့ခေါင်းကြီးတွေကမ်းပြတာအလောင်းကြီးအဲ့ဒီကြမှာတုံးတာရောက်ပါတယ်တော့ပေါ့လားငါချစ်ပါလေနေကမချစ်တော့ဘူးလားအဲ့တော့ဘာမှအထင်ကြီးစရာမရှိဘူးလို့ဆိုလို့တဲ့တော့ပေါ့လားမာနလိုမနာကြီးရဲ့မိဖုရားသေးတဲ့ခါကျတော့တိရစ္ဆာန်ဘုံအပယ်လေးဘုံမှာလည်းကြွကြီးဘုံမှာတော့မဖြစ်ဘူးလားအဲဒါကြောင့်မာနတရားကိုကောင်းလားမကောင်းရင်မာနတရားဖြစ်ပေါ်လာရင်ကမ္မကိုကမိမာနကိုဖြစ်ပြရှုလိုက်ပြောမှာလို့အလုံးမတန်ရဲ့ဒီဆရာတော်ရဲ့ဒီအလုံးမတန်တော့လားဘုန်းကြီးတို့တော့ကြိုက်တယ်ဘောပေါက်လားဘုန်းကြီးတို့အသက်80နေရှိပြီလိုက်စားလာခဲ့တယ်မနေပါဘူးဒါမဲ့လို့ကိုညာနဲ့တိုးတယ်ကိုပိုးပြီးတော့ဘုန်းကြီးတို့ညာနဲ့မှရှင်းနေတယ်ဘောပေါက်လားအကုန်လုံးမြင်နေမြဖြစ်ပြကြည့်ရမဟုတ်လားဖြစ်ပြီးတော့ပြက်တာမှန်တယ်ဒီဒုက္ခဖြစ်နိုင်မလားဖြစ်ပြီးတော့ပြက်တာမှန်တယ်ဒီဒုက္ခကြီးပဲပေါ်လာတယ်ဒုက္ခသစ္စာလို့ဆိုပါတယ်ဖြစ်ပြတဲ့သင်္ကာရဒုက္ခသစ္စာမှဆိုတာဒါကိုပြောတာဒုက္ခသစ္စာဆိုတာတရားရှာမနေနဲ့တော့ခြေတော့နာတာခြေတော့ပဲ့တာပါခေါင်းကိုက်တာလည်းဒုက္ခတော့ဒုက္ခပဲဒီဒုက္ခကသဘာဝဒုက္ခမဟုတ်သေးဘူးတော့ဒီလိုမဟုတ်လားဒုက္ခပေါ်တယ်သင်ရှားတဲ့ဒုက္ခဒီဒုက္ခသိရုံနဲ့ဒုက္ခသစ္စာမသိဘူးသဘောပေါက်လားဖြစ်မြင်ရင်ဒုက္ခသစ္စာသိတယ်ဒီလိုမဟုတ်လားအဲ့ဒါနဲ့နံပါတ်၄ကလည်းပြီးစီပေါ့ဗျာပြီးသေးဘူးလားနံပါတ်5ကလူဆယ်တဲ့ဘယ်လူဆယ်လားလူဆယ်ရဲ့တေလုံးကြီးဟာဘုန်းကြီးတို့လူတွေကဆယ်ပြီးတော့ဘီရိုကလည်းတိုင်းစားနေနေတိုင်းစားလုံးမှာပေါ့ဘယ်လိုထိအောင်ပါအောင်မလားဒီတေလုံးအဲ့ဒီလိုပဲမင်းတို့ခန္ဓာကိုယ်ကြီးတဲ့လူဆယ်တဲ့ဆိုရင်ကျမ်းမင်းတို့ဒါနပိပိသီလဆောင်းသောသမထတွေပဲပွားဖះပဲရှိကိုပန်းနဲ့ကဆောင်းငယ်ကဒီကုသိုလ်ကြောင့်ဘုရားတပည့်တော်တို့ဇနီးမောင်နှံဘာညာပေါ့ဗျာတောင်းလိုက်တာဆုံးလို့တော့မတောင်းမပြေတော့ဘူးတော့တောင်းပေးခင်ဗျားတို့ရင်းနေအောင်တောင်းတယ်နော်အဲ့တော့မှသာအဲ့ဒါဘုံတို့ဒါလေးတောင်းနေတာလူချမ်းသာတောင်းတယ်ဆိုလို့ရှိရင်လူနဲ့ရောကျင်လို့လူဆယ်စေခြင်းလို့ဆိုတဲ့အိဗယ်မရောက်ဘူးလားရောက်ပါရဲ့ဗျာအဲ့တော့ကုသိုလ်ပြုတိုင်းလူချမ်းသာနတ်ချမ်းသာဓမ္မချမ်းသာတောင်းမှာလားတောင်းတော့ဘူးဆိုရင်လူ20တော့လူ20ရင်ပဲရောက်မှာပြေလုံးကြီးပဲရောက်လို့ခဏတော့ခဏကိုပြေလုံးကြီးလည်းပဲနေပါမရောက်နိုင်ဘူးလားအာမဒိဋ္ဌိကလေးကိုသုံးတာကတော့ဒီဥစ္စာပြေဟောတာပါတယ်သမာဓိဋ္ဌိက9မျိုးရှိတယ်ပြောမယ်ဆိုရင်ကမ္မတရသမာဓိဋ္ဌိအလားဘုရားသာနာသမာဓိဋ္ဌိဥပဒနာသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိကုလသမာဓိဋ္ဌိကမ္မတရသမာဓိဋ္ဌိဆိုတာကတော့အာလုတိတွေကောင်းတာလို့ကောင်းရုပ်ပေးမယ်မကောင်းတာလို့မကောင်းရုပ်ပေးမယ်လို့သိတာဒီဘာဒိဋ္ဌိလဲကာမတက္ကရာသမာဓိဋ္ဌိဇာနာသမာဓိဋ္ဌိကတော့မြမဘုံရောက်တဲ့ဇံကုသိုလ်ကံတွေပေါ့ထားတော့ဝိပဿနာသမာဓိဋ္ဌိကယုံနာဖြစ်ပြလို့ရှုတဲ့ဟာလားသမာဓိဋ္ဌိပဲမို့လားအဲဒီသမာဓိဋ္ဌိနာကတော့မဲ့သမာဓိဋ္ဌိလာတာပဲကိုယ်သမာဓိဋ္ဌိလာတာပဲလူရင်းကတော့ဝိပဿနာသမာဓိဋ္ဌိအဓိကပဲဒီလိုမို့လားဝိပဿနာသမာဓိဋ္ဌိဆိုတော့ယုံနာဖြစ်ပြမြင်ရမယ်နော်
အဲ့ဒါအင်္ဂါဘယ်နှချက်ရှိသွားပဲလူဆယ်လားလူဆယ်ကရောက်သွားပြီမို့လားလူဆယ်တဲ့လူချမ်းသာတောင်းတာမို့လားလူချမ်းသာတောင်းနေဆိုတာတဏှာပဲမို့လားတဏှာလေးပေါ်လာရင်လူချမ်းသာမတောင်းကြအောင်ဘာလို့မလဲတဏှာဖြစ်ဖြစ်ရှင်လောဘစိတ်ဖြစ်ဖြစ်လောဘစိတ်ဖြစ်ဖြစ်လောဘနဲ့တဏှာနဲ့အတူပဲနော်ဖြစ်ဖြစ်ကျွလိုက်မရဘူးလားအဲ့ဒါကြောင့်လုပ်တဲ့ကုသိုလ်ကံတွေမှန်တယ်များဒီသာသနာ့တွင်လို့သာသနာ့ဘလို့လူပြည့်တတ်ပြီးတော့မရောက်ဘူးလားရောက်ပါတယ်လူပြည့်တတ်ပြီးရောက်ပါတယ်တောင်းကြကုန်မလို့ပါဘူးတရားစီနေတာလည်းတရားစီတရားပဲပေါ့တရားပဲပေါ့ရင်တရားတိပါလေလို့စွတောင်းကြလူသေးလားစိတ်နဲ့မျိုးချစ်ကတရားစီဆိုတော့တရားပြင်းမဲ့ပေါ့မယ်တရားတီးပဲတီးမယ်ဆိုတာတီးပြီးသားထားတော့လူချမ်းသာလားချမ်းသာဆိုတာကတော့ဒါမလို့ရင်သူရနေမှာပဲမဟုတ်လားသူအထူးတောင်းနေဆိုတဲ့ပြင်တဏှာပါမပေါ်ဘူးလားတဏှာကလောဘစိတ်အပြင်းဧည့်တယ်ဒီလိုမလားအတွင်းဧည့်တယ်ဒီအပြင်းဧည့်တယ်မဟုတ်ဘာဧည့်တယ်တော့လောဘတဏှာမောဟကအတွင်းဧည့်တယ်မဟုတ်လားအဲ့ဒါအတွင်းဧည့်တယ်ဘုရားဒီဧည့်တယ်စိတ်လာရင်ဧည့်တယ်စိတ်ကိုဘာလို့မှာတော့ဧည့်တယ်စိတ်ကိုပြည့်ပြည့်စုံအဲ့လိုဆိုလို့ရှိရင်လူဆယ်လေးလားဆယ်ပါဒီကုသိုလ်စိတ်ကလေးလူဆယ်လေးလားဆယ်ပါအဲ့လိုလူတိုင်းနဲ့ဒါနကုသိုလ်စိတ်ဆောင်တဲ့ဒီကကုသိုလ်စိတ်စားတဲ့ပြင်ပေါ့ဗျာဟလာအဲ့ဒီကုသိုလ်စိတ်ကလေးကိုလူလည်းမဆဲတော့ဘူးဆိုလူချမ်းသာမတောင်းတော့လူနဲ့မရောတော့ဘိုးထဲမှာသာပြေထဲမှာလည်းပြောထားတယ်ရဟန်းတော်တွေလူနဲ့တရောရောရုပ်နဲ့နေတာဘုရားမကြိုက်ဘူးရဟန်းတော်တွေလူနဲ့ရောနေတယ်ဆိုရင်အဲ့ဒါလူနဲ့ရောမှုကြောင့်အပြစ်မဖြစ်ဘူးလားဖြစ်ပါပါဗျာအဲ့ဒါဖြစ်ရင်ကိုယ့်အဘခံမှာပဲဘုမခံရအောင်နော်ဒီကလာပါပဲအတူတူပြောတော့လူဆယ်တယ်ဆိုတာအဲ့တော့စာပြေရတဲ့ရဟန်းတော်များလူနဲ့ရောတာသာဟနာဒီနာတော်ကြီးလူတွေချမ်းသာရင်ကိုယ်လည်းချမ်းသာတယ်လူတွေဆင်းရဲကိုယ်လည်းဆင်းရဲတယ်ရောဆင်းရဲတာရောချမ်းသာတာလို့ဆိုလိုပါတယ်နော်အဲ့ဒါတွေကဘုန်းကြီးတို့လူဆယ်တဲ့အင်္ဂါတွေမှာအကျေဟောတာပါလေဘုန်းကြီးတို့လူပဲပြောပါတယ်လူချမ်းသာတောင်းတပြီးတော့ကုသိုလ်ပြုရင်လူဆယ်သွားပြီးဒီကုသိုလ်စိတ်ကလေးနဲ့အိမ်မှာမပို့တော့ဘူးလေလူကြည့်ပဲပို့တော့မယ်ဒီလိုမလားအဲ့ဒါကြောင့်လူမဆယ်စီနဲ့နံပါတ်6အင်္ဂါနံပါတ်5လားနံပါတ်5အင်္ဂါနံပါတ်6ကလက်ဆယ်အောင်ကြောင်းပုံနေတဲ့ပတ်တဲ့တာကတဲ့တော့နော်ကြာတော့လေကြောတာ7မိနစ်လုံးသွားပြီတော့ပေါ့လားဘုံကတဏှာကြီးပဲဟုတ်ကဲ့ရှိတယ်တဏှာကြီးတော့ဆရာတော်ကြီးကပြောတာတခြားမဟုတ်ပါဘူးမင်းတို့မောမှာကြောက်လို့လေဟုတ်တယ်တော့ဘောကြတော့ကြတယ်မောမှာတော့ဟုတ်တာဟောတယောက်တည်းပြောတယ်တွတ်အောက်ကလူတွေရီရုံးရီတာဘာမှမပြောပါဟုတ်လားအဲ့တော့ဘုရားပြောလို့နံပါတ်6ကဘယ်သူလဲဆိုလို့ရှိရင်နတ်ဆယ်တာဘယ်သူလဲနတ်ဆယ်တာကလည်းထုံနည်းလည်းကောင်းမယ်နတ်စီစိန်တောင်းတာပြထုတ်တာပေါ့ဟုတ်ဘူးလားနတ်စီစိန်တောင်းတာပြတော့ဘုရားဒီတရားလူတိုင်းလူနဲ့တုံးနေဘူးလားဟုတ်ပါဗျာနတ်သမီးကြီးချင်းနဲ့နတ်သားကြီးချင်းအမလီတော့ကောင်းလေးချောင်းလိုက်တာနတ်သမီးလေးကနေတာပဲတော့ချိုးချင်းမောတာနော်နတ်သမီးကမြင်မှုတယ်လို့ပဲလုပ်ပုံနော်မြင်လည်းမြင်မှုတော့နတ်သမီးလေးကနေတာပဲအဲ့ဒါဘယ်မှာဗကြီးဆရာလမ်းဆုံးနေတယ်နော်ဗကြီးဆရာဆွဲတာနတ်သမီးရဲ့ချောချောမောမောတာပပတကားတဲ့အဲ့ဒါကိုဘာခေါ်လို့ဆိုလို့ရှိရင်ဗကြီးဆရာလမ်းဆုံးနေတာမဟုတ်ဘူးလားမှန်ပါဗျာကိုကနတ်သမီးမြင်မှုလားမြင်ပါဗျာတော့မြင်မှုတယ်နော်မြင်မှုတယ်ဆိုတော့ဟိုကြီးညာတဲ့တကားငယ်တော့ဗာအသက်40လောက်ပဲတမတယ်တရားဟောညာတရားဟောညာချင်းညာဟောတာဘာလို့ဘုန်းကြီးတို့ရေနံကျောင်းမှာရှိတယ်ဘုံစင်းဆိုတာရှိတယ်အဲ့ဒီနေရာမှာအစင်းကြီးအဲ့ဒီနေရာမှာမင်းနှစ်နာရီလုံးမြင်လို့တိုင်းမှာတေးစရာယူဆိုင်တော့မင်းတေးဆိုင်ကြီးဟောမှာမြင်လာပြောင်းမှာလေဧကန္တဥစ္စာကောင်းတွေကြည့်ရမယ်နတ်သမီးတွေကြည့်ရမယ်နတ်ဘလူးမလေးဒီလိုမလားအဲ့ဒါတို့စီကကုသိုလ်လိုချင်လို့အမြဝေလာကြားကျင်လို့ပဲကြည့်ရမယ်မင်းဂရိထားမောင်းတော့မင်းကာယီမှောက်ပြမယ်နော်ဒေသချင်းတော့အဝိညာဉ်ရဲ့တရားဝါရိုက်တရားတော့မြင်နေတော့ဒီအချိန်မှာလမ်းမှာမော်တော်ကားစောင့်ပြီးတော့စီးတယ်မိတ်ကလေးမဟုတ်ပါဘူးကွာနော်ဧကန္တတော့ဧကန္တပဲကလည်းရလည်းမနေနဲ့တော့ငါလုံးလည်းကြည့်တော့အဲ့ဒါအနန္တလည်းရောက်ရဘုန်းကြီးတို့အလုံးလုံးနဲ့ကြောက်သွားတယ်ဘုန်းကြီးကလည်းအနန္တကနာတရားသာရင်းလေးကလူလာဦးတယ်ဒါနာသမီးဦးတယ်ဒီလာပေါင်းများတဲ့ဘာဝနာကုသိုလ်ကလည်းဘုန်းကြီးပါလေးတို့သမီးလေးတို့ပြောပြီးအားလုံးချမ်းသာပါစေများတွေ့ကြပါစေဆင်းရဲတို့ကကင်းပါစေမြတ်ဝင်တော့သူတို့ကြောက်သွားတယ်သူကြောက်သွားတဲ့ကကြောင်ပြုံနဲ့လည်းအယောင်ထွက်တယ်ဆိုရဲအဲ့ဒါအနန္တတော့ကမမြင်ရဘူးပေါ့ဟုတ်လားအဲ့ဒါနတ်သမီးပဲဖြစ်ရမယ်ဥစ္စာတောင်းပဲဖြစ်ရမယ်တိုင်တန်းရှင်ပဲဖြစ်ရမယ်ဆိုစိတ်ထဲကတွေးတာပါတွေးလို့ပြောတာအဲ့ဒါတော့မြင်မှုတယ်အဲ့ဒါမြင်မှုတယ်မောရကနာနဲ့ရောက်ရလို့ပဲပြောက်သွားတယ်အဲ့ဒါအမြဝေလာသဘောကြလို့ညံသွားတာနဲ့လူတယ်ဘောမကြရင်ကာယီဆွဲတဲကောင်းတဲ့မှာကာယီဆွဲတဲ့တာကိစ္စမရှိလူကတော့ပေးမှာဒီလိုမလားအဲ့တော့ဒါလေးတွေကဘုန်းကြီးတို့စမ်းကြယ်တာလေးတွေကပြောပါတယ်ဒါလည်းကိုယ်တွေပြောဖို့ပါတယ်
အဲ့တော့ဒီကပြောလို့နတ်သမီးနဲ့ကြာတာချိုးလိုက်တာဟဲ့ဆိုတော့နတ်သမီးချမ်းသာတောင့်တရင်နတ်ဆယ်သွားပြီဒီကုသိုလ်စိတ်ကလေးကိုဗာဆယ်သွားနတ်ဆယ်သွားရင်နတ်ကြီးတော့မရောက်ဘူးလားနတ်နဲ့တော့အတူတူမအေးရမပေါင်းနဲ့မနေထိုင်ရဘူးလားနေထိုင်ရပါလေဒါနဲ့နိဗ္ဗာန်ရောက်ပါမလားအင်းညကရာဒီမဏိယမဏိနာဗြဟ္မစရိယစရတိဒါနေတိမိနာဒါနေနောဒီနေနောဗြဟ္မစရိယနာပါဠိတော်မှာအကျင့်ဟောတယ်နော်တို့ပဲပါဠိတော်ဘုန်းကြီး16ရက်ဟောလာတာဒါပဲ16ရက်နော်ထိုင်ဝမ်မှာဒီညာနဲ့16ရက်လို့ပြီးလာတယ်ဒီမှတ်တယ်ရော16ရက်ဒီဟောတယ်16ညဟောခဲ့တယ်အဲ့ဒါဒီတော့တန်ကြီးအခုတနေ့ရက်နဲ့ဘုန်းကြီးကိုပြီးအောင်ပြောတော့တာဘောပေါက်လားပြီးတော့ပြီးတော့မှနည်းနည်းကျန်တော့တယ်နော်ဟုတ်တော့ပေါ့လားဒီနည်းနည်းပဲကျန်တော့လေ15မိနစ်တော့လုံးသွားပြီတဏှာကြီးကကြောသွားပြီဘုန်းကြီးဟိုမှာတဏှာကြီးပဲဒီဟောတယ်ဟောခဲ့အဲ့တော့ဘယ်နှချက်ရှိရလဲလားဟုတ်ကဲ့ဒီနောက်နှစ်ချက်ပဲလေအောင်မတော့တာနည်းနည်းကျန်တော့နည်းနည်းကျန်တော့ဘာလဲဝဲဆုပ်တယ်တို့ကဘာဆုပ်ဝဲဆုပ်တယ်အင်းဟာဟုတ်လားတိတုံးကြီးဝဲဆုပ်သွားရင်တို့ကအောက်ကိုမြုပ်သွားမှာမဟုတ်လားပြန်ရောက်ပါဦးမလားပြန်ရောက်တော့ဘုန်းကြီးရဲ့ခန္ဓာကိုယ်ကြီးဝဲဆုပ်ရင်နိဗ္ဗာန်ရောက်ပါမလားဝဲဆုပ်တယ်ဆိုတာဘာလို့ဆိုတော့အာယုံ၅ပါးခံစားရပါပဲဘောပေါက်လားယူပါယုံဝဲတတယုံဝဲခန္ဓာယုံဝဲရတယုံဘုဒ္ဓဘာယုံဝဲအာယုံ၅ပါးကာမဂုဏ်တရားကဟလာဘုန်းကြီးတို့ကိုကိုကြီးကပြောလို့ထက်ကထက်ခံစားနေတာဒီလိုမဟုတ်လားကြည်ရင်နဲ့နားထောင်ရင်နဲ့ဒီလိုမဟုတ်လားမင်းသားလေးမှကြားခြင်းပါလေမင်းသားလေးမှဆူခြင်းပါလေမင်းကိုမြင်နေခြင်းပါလေငါမင်းငါမနေနိုင်ပါဘူးဘာညာလဲပြောရတယ်အဲ့ဒါဝဲဆုပ်တာလားမဆုပ်ဘူးလားဝဲဆုပ်တာပဲနော်ဝဲဆုပ်တာပဲအဲ့ဝဲဆုပ်ရင်တော့ပဲအဲ့ဒါလောဘပဲမဟုတ်လားဒါကမြတ်စွာဘုရားကပရိယေဝေဖို့စကားလည်းလုပ်ပြီးတော့သုံးတာဒီဟာဒါပဲကိလေသာပဲကိလေသာဘယ်ကိလေသာပဲဖြစ်ဆုလိုက်ရင်လောဘတာမပြည့်ဘူးလားပြည့်ပါတယ်ဗျာချင်းပြဆုရဲ့တတ္တိယဝေဒနာဥပါဒကံကူးသေးလားဝေဒနာဥပါဒကံမကူးရင်တော့ဇာတိသရမရဏလူဇာတိနတ်ဇာတိမြမဇာတိယုံနာခန္ဓာ၅ပါးရအောင်မလားမရရင်ဝိပါကဝိကြီးငြိမ်းမသွားဘူးလားဝိပါကဝိငြိမ်းသွားပြီးတော့ဝိပါကဝိဆိုတဲ့အပင်ကြီးကနေပြီးတော့ပစ္စည်းတွေထပ်ကြအောင်မလားဒါတော့ဉာဏ်လေးမှရောက်သွားပြီပေါ့ဒီလိုမှလားကာမဝကိလေသာဝိပါကဝဟောလားကိလေသာဝကာမဝိပါကဝရှိတယ်မို့လားအဲ့တော့ဝိပါကဝထင်ရပဲဒီကံလေးထပ်ပြီးတော့လုံနေတာဟုတ်ဘူးလားလုံကြံနေတဲ့ကိလေသာနဲ့လုံတော့ကိလေသာဝမပါဘူးလားဝိတော့မှလို့ရပါလို့ဤဝိဘဝတူတူနေလို့ဘယ်တော့တောင်းလို့ရတာတောင်းလို့နေနေပါရမယ်ထင်သလားနေမှမရဘူးနော်တောင်းလို့နေမရဘူးကိလေသာဝဖြစ်တဲ့တတ္တိယအကွက်တဏှာဥပါဒကံတွေ့ရတဏှာဥပါဒကဘုန်းကြီးကလှည့်ပြောလိုက်တော့အတန်လေးကပြောင်းသွားလို့မပြောတော့မြင်းနေတယ်ဘုန်းကြီးကနော်အဲ့ဒါတတ္တိယပဲတဏှာဥပါဒကကိလေသာဝမဟုတ်ဘူးလားတဏှာဥပါဒကိလေသာဝအဝိဇ္ဇာတဏှာနော်ဘုရားကပြောဥပါဒကိလေသာဝသင်္ခါရနဲ့ကာမဘဝလို့ခေါ်တယ်ပထမဘဝထဲမှာသင်္ခါရပါတယ်တတိယဘဝထဲမှာကာမဘဝပါတယ်အဲ့ဒါကိုကာမဘဝလို့ခေါ်တယ်မဟုတ်လားဉာဏ်တွေကဟောလာဝိညာဏသနာနာဖတ်တာဝိညာဏသတိကမရဏ7ပါးကတော့ဝိပါကဝဒီလိုမလားဝိသုံးမှာကျွရပါလို့ဤလို့ဝဘဝတူတူနဲ့လို့သုတောင်းတဲ့လူကလူတရားလုံးလို့မတောင်းဘူးလားတောင်းပါဗျာဒါလည်းကျွတ်ပါမလားကျွတ်ပါဗျာကိုယ်တိုင်မှလို့တာမဟုတ်ဘဲနဲ့တောင်းလို့တောင်းတယ်နော်ဘုရားကဘုမှာပြပါတယ်သင်္ကန်းမြေကန်းရောက်နေတဲ့လူတယောက်ပါရေးကြီးဆုံးကြဘုဘကံကူးစရာလိုတယ်ပေးသေးလို့ဆွေမျိုးသေးလို့လင်းသေးလို့မရသေးလို့သာသမီးအရင်ချင်းတော့ပြရှိတယ်ငွေရရပြရှိလို့ကိုးစရာဘုဘကံကူးစရာရှိနေတဲ့လေလည်းမရှိသမောလည်းမရှိဘာမှမရှိဘူးဆိုဘယ်နဲ့တော့မလဲကွာဘယ်လိုမှမလုပ်ပါဘူးရားအဲ့ဒါပဲဘုဘကံကြီးတော့လက်ခေါ်မယ်ပေါ့ကွာဟေးဘုဘကံကြီးလာပါလေဒီဘက်ကငါ့ကိုခေါ်ပြီးဘုဘကံပူဇော်မှာဆိုရင်ဘုဘကံဒီမဲလို့စီလာမှာလားဒီဘက်ကဆိုတာ30ဘုံတို့ခဲ့တာနော်ဟောဒီမှာဒီနာခေါ်တယ်ဒီမှာဘက်ကပါဠိမှာဒီနာကဟိုမှာဘက်ကနိဗ္ဗာန်ခေါ်တယ်ဒီလိုမလားနိဗ္ဗာန်ကိုမင်းတို့လမ်းခေါ်နေတယ်မရဘူးတဲ့ကိုယ်တိုင်ဖောင်ခွဲပြီးကိုယ်တိုင်ဥမာရမှာလဲနာနာရှိတဲ့တကယ်ဒီခေါ်တို့ရင်းနေတယ်နဲ့စီးပြီးတော့ဖောင်ခွဲတာပေါ့နော်ဖောင်ခွဲတာအဲ့ဒီဇာတိဇာတ်နဲ့ကြကြဆက်ကလည်းစီးပြီးတော့သူစီရေးရဲချမနေ့တော့အဲ့ဒီတော့ထိုင်နေရည်စည်းကြောင့်လည်းပါပါဒါလေးလည်းပြည့်ဒါရဲ့ဘုရားကမရောက်ဘူးလားရောက်ပါတယ်အဲ့ဒါကိုယ်တိုင်တို့စီခြင်းနဲ့ဘုရားဒေသနာဒီငင်္ဂမ်းမြေဥမာပြတာကျက်မကြီးလည်းဥမာပြပါတယ်ကျက်မကြီးကဥယုံမကုတယ်မဝဲဘူးဂုံဝဲမပေးဘူးကျက်နာမပေးဘူးဆိုရင်ကျက်ဦးလေးပုတ်သွားတယ်အဲ့ဒီငင်္ဂါ3ရက်လည်းဟောပါတယ်အများကြီးပဲဥမာလေးတွေနော်အတူတူပြောတာကဘုဘဝတူတူနဲ့ဆိုတာလူတိုင်းတောင်းပါတယ်ဝိုးဆိုတာကဘာမှလည်းမသိဘူးအတူတူကျွတ်မဲ့
ကိုသွားရင်သွားရင်ခွေးပင်မလေးတကောင်ကြီးရဲ့နဲ့ကနေရွှေလေးခြေတော်ကျိုးလေးအဲ့တော့လူတွေကနေတော့ကိုင်လိုက်တယ်ဆိုတော့ခွေးမလေးကကြောက်လို့မဟုတ်လို့မပြင်းနိုင်ကိန်းဆိုကြီးတယ်ဆိုတော့အဲ့တော့ဒီခွေးလေးကအဲ့ဒါဝတ်လေတာလို့ဒီလိုပြောတာမဟုတ်လားလူတွေကလည်းမသိတာဝတ်လေတယ်ဆိုတာအဲ့ဒါဝတ်လေတာဒါလည်းဒီပြည့်စင်မလဲဒီပြည့်စင်အဲ့ဒါခွေးမလေးကသူ့ဘဝကိုတာရတဲ့တဏှာမရှိဘူးလားရှိပါတယ်တာရလို့သူကမသိမခံရင်လို့ထပြေးတာမဟုတ်ဘူးလားအဲ့ဒီသဘောပဲဘဝတဏှာဆိုတာကခွေးပင်မလေးမှလည်းရှိတာဘဝစိတ်မှလည်းရှိတာပဲဝတ်စိတ်ကလေးတူတွန်းဝင်သွားတဲ့ဖင်ချောင်းကြီးတိုက်ဘူးလားတိုက်ပါပဲအဲ့သူ့ဘဝလေးကမချစ်ဘူးလားချစ်ပါတယ်အဲ့ဒါလူတွေကတော်တော်မိုက်တဲ့လူတွေကမိခဲတွေယူလာပြီးတော့ဝတ်စိတ်ကိုပုံထားပြီးပြည့်ဆိုဝတ်စိတ်ကိုပုံသေးပုံရမှာပြောနော်အဲ့တော့လူလိုပြောကြလို့ဆိုရင်ကိလေသာကိုကမ္မဝုက္ကကဝတ်သုံးပါးဆိုတာကရှင်းပြရှုနေဝတ်သုံးပါးအကုန်ငြိမ့်နေတယ်သဘောပေါက်လားရှင်းပြရှုရင်ကိလေသာဝတ်တဲ့တတိယဝေဒနာဥပါဒံကမသိဘူးလားသိပါတယ်ဒနာဥပါဒံကသိတာအဲ့ဒါသတို့သမုဒယသစ္စာသိတာပဲသဘောပေါက်လားရှင်းပြီးတော့ပြနေတာဒုက္ခသစ္စာပြင်းမှသိတဲ့အသိဉာဏ်စိတ်ကလေးကမဂ္ဂသစ္စာသိသွားတာကသမုဒယသစ္စာလို့တော်ကြီးသုံးတာအဲ့ဒါပြောတာသဘောပေါက်လားရှုနေတဲ့လူမှာဒနာဥပါဒံကလာသေးလားလာတော့ဘူးနော်လာတော့တဏှာဥပါဒံကံမလာဘူးဆိုရင်ဘုဘကဇာတိဇာမရဏလာအောင်မလားလာတော့ဘူးနော်ဒီနေ့မှာသုတိစိတ်ဆိုတာကတော့ဈာညတာမိကပဒဘုရေသာနိသမင်ကြောက်ကြယူတော့ဖြတ်သန်းသွားလို့အတက်နေရာတွေ့တယ်ဆင်းနေရာတွေ့တယ်ဆိုသလိုပဲဒီဘက်ကနေပြီးတော့ကံပြီးရင်တရားအောင်မှလေသေးတဲ့စိတ်ကိုမြုပ်တာဘုရားကမြုပ်ခဲ့ဘုဘကဇာတိရဲ့ပရိသေဘွားကနေပေါ်တဲ့စိတ်ကိုပေါ်ထားတယ်နော်အဲဒါကကုညတဏှာဥပါဒံကံဆိုတာကကုညကိလေသာဝုန်းတဲ့ကာမဝုကိလေသာဝကာမဝကဘယ်ဘောဘာလို့ဆိုတော့ဝေဒနာတဏှာကုညဝိညာဏတဏှာဖတ်တာဝေဒနာဆိုဝိပါကဝဒီခန္ဓာ၅ပါးလေးဘောဘာလားမဟုတ်ဘူးလားဒီခန္ဓာ၅ပါးလေးကပဲကိလေသာတွေမဖြစ်ဘူးလားဖြစ်ပါတယ်ဒီဘက်ကနေတာလည်းကိလေသာဟိုဘက်ကနေတာကိလေသာရေရကောင်နေတာလည်းကိလေသာဒီလိုမလားဘုံမောတင်တာလည်းကိလေသာဒီလိုမလားပြီးတော့ပါတော့လူဆယ်တာလည်းကိလေသာနတ်ဆယ်တာလည်းကိလေသာကိုဝဲစုံနေတယ်ဝဲစုံတာလည်းကိလေသာဒီလိုမလားကိလေသာကြီးပဲအဲ့ဒါနံပါတ်9အင်္ဂါကဝဲစုံတဲ့အင်္ဂါဘာအင်္ဂါလဲဝဲစုံတဲ့အင်္ဂါခြာလဝလည်းအင်္ဂါဟုတ်လားဝဲဆိုတာရေးမရေးပဲရွေးနဲ့ကြကားရင်ပထမတော့ကြည်ကြည်နောက်ကျင်းလာတယ်နောက်ဆုံးမြုပ်သွားတယ်မဟုတ်လားအပယ်လေးပါဆုံးမြုပ်သွားတာဝဲပဲအဲ့ဝဲဆိုတာလည်းတူတူပြောတော့ယူပါယုံတတ္တံကဏံယတံဒီပါမပတ်သက်ပြီးတော့မနေနိုင်မတိုင်းနဲ့တကလည်းဖြစ်နေတာလေအဲ့ဒါဝဲပေါ့ဒီလိုမဟုတ်လားကာမဂုဏ်၅ပါးအာယုတရားကိုပဲဝဲလို့ခေါ်တာမမြင်ရမနေနိုင်ဘူးမကြားမနေနိုင်ဘူးဆိုတာဝဲဆိုတာမဟုတ်ဘူးလားအဲ့ဒီဝဲဆိုရင်လည်းပဲဒုဝိသတိလုံးကြီးပဲနိဗ္ဗာန်ပြင်မရောက်တယ်လို့ခန္ဓာကိုယ်ကြီးနိဗ္ဗာန်ရောက်ပါမလားဝဲဆိုတဲ့ဆိုတာလောဘပဲဒေါသပဲဒီလိုမဟုတ်လားကိလေသာစိတ်ကြီးဖြစ်တာပဲကိလေသာစိတ်ကြီးကိုဘာလို့အောင်မလဲဖြစ်ဖြစ်ရှုလိုက်ပေါ့ဘာလို့အောင်မလဲဘုန်းကြီးတို့ကပြောခဲ့တယ်လို့ပဲဇတ်တော်တွေထည့်ဟောလို့မနာကောင်းပါလေတကယ်လို့ပြီးသွားတဲ့မင်းသားလေးဘလူမတွေသတ်စားလို့မလို့ယူပါရင်ကြိုက်တဲ့မင်းသားလေးပြီးတဲ့ကံတော်တတ်တာကံတော်ရောက်တာဘုရားမှာအာယုကကြိုက်တဲ့မင်းသား9ယောက်ဟာဘုန်းကြီးတို့ဒီဘလူမပဲဒီဘလူမကနေအကုန်လုံးတတ်တဲ့ဘယ်အလုံးတော်လေးတစ်ခုပဲတယောက်ပဲဘုန်းကြီးတို့ဘလူပဲကလွတ်ပြီးတော့တက်ကတူဒီဘယံသွားဖြစ်တယ်ဆိုတော့အားလုံးကြားဖို့ပြီးတာဒီလိုမလားအဲကာမဂုဏ်ကြီးကအလုံးမနန်ကြောက်စရာကောင်းတယ်အာရစရာနဲ့လုံးမနန်ကောင်းပါအာရစရာကောင်းတာကိုအာရစရာလို့ဘုန်းကြီးတို့ဘလုံးမမသိဘူးလူထင်လိုက်ပြီးတော့အဲ့ဒါခံစားဒီလိုမလားအဲ့ဒါကာမဂုဏ်၅ပါးဝဲမဆုပ်အောင်တကယ်လို့ဝဲဆုပ်တယ်ဆိုတာနှစ်သက်မှုနဲ့လောဘဖြစ်တာကိုဆိုလိုပါတယ်အဲ့လောဘဖြစ်လာရင်လောဘလေးကိုပြည့်ပြည့်ရှုတခါနဲ့ကလာအောင်မလားမလာတော့ဘူးလေမလာတော့ဘူးတတိယဘက်မကူတော့တတိယဘက်မကူရင်သရုပ်တာဘက်မှာမလာတော့ဒီလိုမလားသရုပ်တာဘက်မလာတာဒီအာဇာတိနိဗ္ဗာန်အာသရံမဟုရာနိဗ္ဗာန်အာပြာလိမလာတာနိဗ္ဗာန်အမတံမတိရာအမရဏမတိရာနိဗ္ဗာန်ဆိုတော့နိဗ္ဗာန်ရောက်ပြီပေါ့နိဗ္ဗာန်ရောက်ဖို့ရတဲ့ကလုံးမတန်ွယ်တဲ့ယုံနာဖြစ်ဖြစ်ရှုနေတဲ့လူတိုင်းတွေ့တယ်ဒီကနေ့ကျအဲ့ဒီစိတ်ကလေးနဲ့နေအဲ့ဒီစိတ်ကလေးနဲ့သိအလုံးမတန်ကောင်းတယ်သဘောပေါက်လားဒီကနေ့ဓမ္မတိတရားနာဖြစ်နေတယ်ဓမ္မတိတရားနာဆိုတော့ကိလေသာနဲ့ကုန်ဉာဏ်နဲ့နေတာကိုအတက်ကလည်းထွက်အသေးတဲ့ခေါ်တာပေါ့ဒီလိုမဟုတ်လားကိလေသာနဲ့ကုန်တယ်ဝိညာဉ်ကလည်းချုပ်တယ်ဆိုအဲ့ဒါသမ္မာတိတရားနာလို့ခေါ်တယ်ဒါပြိုင်နေတဲ့ဒီနဲ့တကယ်နဲ့ယဟန္တာဖြစ်နိုင်တဲ့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အဲ့ဒါလေးမှတ်တာသဘောပေါက်လားနံပါတ်8သွားကြလို့နံပါတ်
တိလမေရာတဲ့ဒုတိယဘာဘာဓမ္မဘာဘာဓမ္မသာရောအတုစီသင်္ကတရဓမ္မသာရောသာပြေပါဠိတော်မှာဟောပါတယ်ဒီလိုမဟုတ်လားအဲ့ဒီမှာတော့ယဟန်တွေအဓိကတာဟောပါတယ်ဒါပြီးယဟန်ရဲ့ဟောပါဘူးလူလည်းပါတယ်နတ်လည်းပါတယ်ပြမလည်းပါတယ်လို့ဒီလိုပဲမှတ်တာပါနော်သီလမရှိတာဟာအတွင်းပုဒ်တာတရားမရှိတာဘာပုဒ်အတွင်းပုဒ်တာပါဗျာသီလမရှိဘူးသီလပြည့်နေတယ်ဆိုရင်အတွင်းပုဒ်ရမရောဘူးလားအတွင်းပုဒ်ဆွေးနေတဲ့တေတုံကြီးပင်လေသမုဒ္ဒရာရောက်ပါမလားရောက်ပါဘူးလမ်းကူလမ်းမှာပဲလိုက်ပုတ်ပြီးတော့ကျင်းဝပြည့်စည်သွားနိုင်တယ်လို့ဒီလိုမဟုတ်လားနိဗ္ဗာန်မရောက်နိုင်ဘူးတဲ့လိုက်ပုတ်ပြီးတော့အပေလေးပါကြနိုင်တယ်လို့ဆိုလိုပါတယ်ဒီလိုမဟုတ်လားဒါကြောင့်သီလလည်းလုံးကြောင်းထိမ့်မှလို့ဆိုလိုတာပါပဲသဘောပေါက်လားသီလဆောင်တာလည်းယုံနာနှစ်ပါးဆောင်တာမဟုတ်ဘူးလားယုံနာဆောင်ရင်တဲ့စေတနာကနန္တရားဆောင်ရှောင်ရတဲ့ဝိရမိတာဘဝတ္ထုကယုံတရားဝိရမိတာဘဝတ္ထုသာသူများတဲ့သူများသာသူများကာမသာတဲ့ဝလာရိယဘာလို့ယုံတရားဒီလိုမဟုတ်လားယုံနာနှစ်ပါးပဲကိုယ်ဆောင်နေကြတဲ့ယုံနာနှစ်ပါးဒါနဆိုတဲ့ယုံနာနှစ်ပါးသီလဆိုတဲ့ယုံနာနှစ်ပါးဘုရားရှိခိုးတဲ့ယုံနာနှစ်ပါးပံကတ္တဆောင်ကတ္တဟောဘာလို့ယုံနာနှစ်ပါးပဲဝိပဿနာအထောက်တာဟောဘာလို့ယုံနာနှစ်ပါးကြီးပဲမဟုတ်လားအဲ့ဒါဒါလေးကိုသိဖို့လိုပါတယ်အင်္ဂါရှိချက်ဆိုတာကဘုန်းကြီးတို့ဒါစုံသွားပြီအင်္ဂါရှိချက်လေးကနွားကြောင့်နန္ဒာလေးသောတာပန်တည်သွားတယ်နွားကြောင့်နမရည်တဲ့ကလာနွားရည်တိုင်းမတ္တရပိနာထောင်တယ်မတ္တရပိနာရဲ့တရားတော်အဲ့ဒီနွားကြောင့်နန္ဒာကနောက်ဆုံးကြတော့တရားတွေ့ရသွားတယ်မင်းပိုင်လားဒီနွားတွေဆိုဘုရားအရှင်ဘုရားတပည့်တော်သင်္ကန်းဝတ်ပြပါဗျာဒီပြီးတော့အင်္ဂါရှိချက်ကလွတ်ပါတယ်ဗျာသူကဒီလိုပြောတာဒီလိုမဟုတ်လားဒီပြီးတော့ဒီဘက်ကလည်းမတင်ဘူးရဟောကလည်းမတင်ဘူးရရေကောင်းလည်းမပြောဘူးရကုန်းမောလည်းမတင်ဘူးရလူလည်းမဆဲဘူးရနားလည်းမဆဲဘူးရဝဲလည်းမစိုးဘူးရအတွင်းလည်းမပုတ်ဘူးဗျာအင်္ဂါရှိချက်ကလွတ်ပါတယ်ဆိုတော့အေးဒီနွားတွေမင်းပိုင်လားမပိုင်ဘူးဗျာတော့မာဘောဝိတာတတိပိုင်နေနွားတတိသူ့ပြန်ပြန်ပြင်လာခဲ့ဆိုတော့သောတာပန်ဒီပြီးတော့တရားလို့တရားနာဖြစ်တဲ့အစဉ်အထိဘုရားဟောတာလေနော်ဒုလိုပြောတော့ဒီတော့တာပြီးပြီလို့ပြောတာအခုနိုင်နိုင်ခွဲလည်းရှိသွားပြီဘောပေါက်လားရောက်တဲ့ပြောရတာဆိုတော့ဆရာတော်ကြီးကိုကျေးဇူးတင်လို့မဆုံးပါဘူးဘုန်းကြီးကဆရာတော်ကြီးကိုဒုလိုပြောတော့တော်နံပြီးတော့နိုင်ဝဲကြောသွားခြင်းကြောင့်ကိုယ်မှမောပါတယ်သဘောပေါက်လားအေးအဲ့တော့ဒီလောက်ဆိုရင်အချင်းစီလို့တော်ကြစို့မဆိုးရဟိုကစိုးစံနေဒီမတော့ရောက်ဝယ်တားတယ်လည်းဒီမှာတော့ဒီစေရောပေါ်ဒီဦးစိုးဆန်လဲဒေါက်ထိုင်သူစီတမိတမှုဆန်လဲတာထူးချက်ဆန်လဲကောင်းချက်ဆန်လဲမိသားစုမှအလူတော်ငွေ3သိန်းကျပ်ပါဗျာယောမယောဂီများနှင့်ကြောက်ကုန်ကြကုန်သောအလူရှင်လူမပေါင်းနှင့်ယောမကျောင်းဆရာတော်ဘုရားနှင့်တပည့်တန်ခါညာကောင်းမှုစုစုပေါင်းအလူတော်ငွေ9သိန်း2300ကျပ်ပြပါတယ်ဗျာ
ဘုံမူရဲတွင်လိသားစုဓမ္မပူဇာလူတော်ဝေတသိန်းကျက်ဖြစ်ပါရဲ့ဗျာစုစုပေါင်း16သိန်း2300ဓမ္မပူဇာလူတော်ဝေဖြစ်ပါရဲ့ဗျာ
မလို့ရင်မရဘူးတဲ့စီလုံးနဲ့ထည့်ပြီးတော့စီထွက်ပါလေစီထွက်ပါလေလို့ဘယ်တော့ပဲတောင်းနေနေတဲ့နေထည့်ကြည့်စီထွက်ပါမလားအဲ့ဒီသဘောပဲအဲ့ဒါလေးပြန်ပြီးတော့ဥမာတွေအများကြီးပဲတော့သုဒ္ဓညဟောတာတဲ့ထည့်ပြီးစီကြည့်ရင်မထွက်ဘူးနှမ်းထည့်စီကြည့်လို့ရှိရင်စီမထွက်ဘူးလားထွက်ပါဘူးစီရပါလို့စီထွက်ပါလေထွက်ပါလေလို့တောင်းနေပြီလေမတောင်းနေပြီလေစီမထွက်ဘူးလားထွက်ပါဘူးတော်တော်ရုံနာဖြစ်ဖြစ်ရှုပ်နေတဲ့လောဘဒေါသမောဟဆိုတဲ့တဏှာဘက်မငြိမ်းဘူးလားငြိမ်းပါလေဗျာတဏှာဘက်ငြိမ်းရင်ခေါ်ရသရုတ်တာပဲကူအောင်ပါလားကူပါပါဗျာအဲ့ဒါပဲဒါကြောင့်တောင်းတောင်းမတောင်းတောင်းဘောအလုပ်လုပ်ဖို့လိုပါတယ်သဘောပေါက်လားတောင်းလဲတောင်းလုံးလဲလုံးရင်လည်းအကောင်းဆုံးပေါ့အတိုင်းတဲ့တော့ဘုံနဲ့ဗျာနေနေလားဆွနေဗျာဘောဒါကြောင့်လေးကတောင်းမှာပြီးပြီးအတရေးရေးစချလိုက်အောင်ဒီကောင်းမှုဒီကောင်းမှုဘုဒ္ဓဘုကိုဘုဒ္ဓဘုကိုဒီပါနှစ်ပါးဒီပါနှစ်ပါးဘုရားရေဘုရားရေလုံးစုံသောလုံးစုံသောဘုရားမြတ်မှာဘုရားမြတ်မှာသတ္တဝါတို့အားသတ္တဝါတို့အားရကြပါစေရကြပါစေမြတ်ဝေပါကုန်၏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 မြတ်ရ၍မြတ်ရ၍ကိုယ်စိတ်နှပြကိုယ်စိတ်နှပြသမ်းမာကြသည်သမ်းမာကြသည်သမ်းသာကြသည်သမ်းသာကြသည်ဝန္တာကြသည်ဝန္တာကြသည်လမ်းကြကြသည်လမ်းကြကြသည်ဖြစ်ကြပါစေကုန်သောဖြစ်ကြပါစေကုန်သောအာလောYe se chale, viva.